အားလုံးပဲမင်္ဂလာပါ大家好老师တို့ဒီနေ့ HSK4 လေးစကြရအောင်ပေါ့နော် HSK4 ကတော့နှစ်အုပ်ရှိလိမ့်မယ်ရှန့်ရယ်ရှာရယ်ဆိုပြီးနှစ်အုပ်ရှိရယ်ပေါ့နော်သူကရှန့်ရယ်ရှာရယ်မှာ老师တို့တစ်ခန်းကိုsorry တအုပ်ကိုအခန်း20ပါတယ်နော်တအုပ်ကိုအခန်း20ပါတယ်老师ပြမယ်တအုပ်ကိုsorry တအုပ်ကို10ခန်းပါတယ် total က20နော်老师တို့တအုပ်ကို10ခန်းပါတယ် total က20ရှိတယ်ပေါ့နော် total က20ရှိရဒါပေမဲ့老师တို့ကဒီတစ်ပတ်ကိုပေါ့နော်တစ်ပတ်ကိုတစ်ပုတ်ပဲသွားလို့ရမယ်တစ်ခန်းပဲသွားလို့ရမယ်ပေါ့ဘာလို့လဲဆိုတော့သူကလေHSK3 နဲ့မတူတဲ့တစ်ချက်ကသူ့တစ်ခန်းထဲမှာစာပိုက်က9ပိုက်တောင်ရှိတယ်老师တို့对话 conversation က3ခုပြီးရင်ခက်ဝံက2ခုပေါ့နော်စာပိုက်က2ခုပေါ့အဲ့တော့က老师တို့နည်းနည်းလေးစာကများတယ်နည်းနည်းများမှုတော်တော်များတယ်老师တို့ HSK3 နဲ့ရှင်းပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်HSK3 နဲ့ရှင်းပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သူကဘယ်လိုပြောလဲဆိုတော့ဒီ HSK4 ရဲ့တစ်ခန်းက HSK3 ရဲ့နှစ်ခန်းစာလောက်ရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်老师ဒီမှာပြမယ်။ဥမာဒီကြံတန်းသားအိုက်ချင်ဆိုရက်ဒီခောက်ဝံလေးကိုကြည့်ကြည့်ပေါ့နော်။အဲ့မှာဆိုလို့ရှိရင်ဒီအခန်းမှာဆိုလို့ရှိရင်ဒီမှာ老师တို့ထုံးစံအတိုင်းအရင်တော့လိုမျိုးဒီမှာအပေါ်မှာ choice ရွေးရတာတွေပါမယ်။ပြီးရင်ကိုယ့်ရဲ့အထင်အမြင်တွေပြောရတဲ့အပိုင်းပါမယ်။ပြီးရင်ဒီမှာသွေးဝတစ်ပုတ်ပါတယ်။နှစ်ပုတ်ပါတယ်သုံးပုတ်ပါတယ်နော်သွေးဝသုံးပုတ်ပါတယ်သွေးဝဒီသုံးပုတ်ဆိုရင်老师တို့ HSK3 မှာဆိုဒါတခန်းဖြစ်သွားပြီဟုတ်တယ်မလားဒါတခန်းဖြစ်သွားပြီပြီးရင်老师တို့သူနဲ့ဆိုင်တဲ့ UFA grammar လာလိမ့်မယ်ပြီးရင်အဲ့ဟာနဲ့ပြီးရင်ဝှေးတာဝန်ထီလာမယ်နော်ပြီးရင်ဝှေးတာဝန်ထီလာမယ်ဒီမှာဝှေးတာဝန်ထီခက်ဝန်ကြီးရဲ့ဝှေးတာဝန်ထီခက်ဝန်အားရဲ့ဝှေးတာဝန်ထီခက်ဝန်ဆိုင်ရဲ့ဝှေးတာဝန်ထီဆိုပြီးတော့ဒီ3မျိုးလာတယ်ပေါ့နော်3ခုဒါဟာဒီခက်ဝန်တစ်ခုကိုသူကမြေကုန်း2ခုစီမိတယ်မြေကုန်း2ခုဆိုမှ2ခုမကပါလို့ရှိတော့တခါတလေ3ခုရှိရပေါ့နော်ဒီမှာဆို3ခုအဲ့လိုမျိုးပါတယ်ပြီးရင်နောက်တစ်ခုကကြတော့ဗာလေခက်ဝန်စနဲ့ခက်ဝန်ဟူကကြတော့စာပိုက်ဖြစ်သွားပြီသူကလေဒါပေမဲ့ HSK4 ကကြအကုန်လုံးဆက်ဆက်နေရသေးလားခုနကတော့ဆိုရင်ကြံတန်းသားအိုက်ချင်ဆိုယူရှင်းတဲ့အချက်ဆိုလို့ရှိရင်ဒီခက်ဝန်5ခုလုံးသွေးဝ3ခုနဲ့ခက်ဝန်2ခုပေါ့နော်အားလုံးပေါင်း total 5ခုလုံးကတပုံးနဲ့တပုံးဆက်ဆက်မှုရှိတယ်သူကဘယ်လိုပြောမလဲလောင်ရှုတို့စောင်းပါပုံစံမျိုးအဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာဆိုရင်လောင်ရှုတို့တစ်ခန်းနီးပါးလောက်ဖြတ်သွားတယ်အဲ့တော့ပြောရရင်နော်HSK3 နှစ်ခန်းစာက HSK4 မှာတစ်ခန်းစာပဲရှိတယ်အဲ့တော့လောင်ရှုတို့ကတစ်ပတ်တစ်ခန်းသွားတယ်ဆိုတာတကယ်တော့နှစ်ခန်းနီးပါးပဲတနေ့တည်းနဲ့အဲ့လိုမျိုးတစ်ခန်းလုံးသွားဖို့ကကြာစာအရင်များသွားလိမ့်မယ်အဲ့ကြောင့်မလောင်ရှုကဗီဒီယိုကိုနှစ်ပုတ်ခွဲတင်ပေးမယ်ပေါ့နော်တဝက်စီတစ်ဖြတ်စီတင်ပေးမယ်အဲဒီတော့တစ်ပတ်ကိုတစ်ပုံနှုံးမဲ့သွားလို့ရမယ်လေ့လာတဲ့သူတွေလည်းတစ်ပတ်တစ်ပုတ်တောင်မှဒါတော်တော်လေးလေ့လာမှများတယ်ဘာဖြစ်လို့လဲဆိုတော့ workbook တွေပါလည်းလုပ်အောင်မလေးဟုတ်တယ်မလား UFA လည်းလုပ်ရမယ် workbook တွေလည်းလုပ်အောင်မယ် listening တွေပါလည်းနားထောင်အောင်မှဖြစ်တဲ့တော့ workbook ကလည်းစာများလာမှာဆိုတော့တပတ်တစ်ခန်းကဒါလောက်ရှိသတ်မှတ်ပေးထားတာတော့အနေတော်ပဲပေါ့နော်အရင်လည်းမများဘူးအရင်လည်းမနေပုံမှန်နှုံးမယ်လောက်ရှိတော့ HSK3 တော့ကတော့တပတ်နှစ်ခန်းသွားလို့ရတယ်ပေါ့နော်သူစာနေတာ哦ပြီးရင်ဒီမှာသူနဲ့ဆိုင်တဲ့ UFA လာမယ်အောက်ကဟာတွေကတော့လောက်ရှိတော့လွယ်ပါတယ်အောက်ကဟာတွေကအရင်တော့ HSK3 နဲ့အတူတူပဲလောက်ရှိတော့ handset တွေချက်ပြီးသွားပြီမလားhandset တွေချက်ပြီးသွားပြီဆိုတော့ဒီမှာလာဖြည့်ကြည့်ဒါလေးတွေเนาะဒါလေးတွေဖြည့်ကြည့်မယ်ပြီးရင်လောက်ရှိတော့ဒီကန်ဆိုကန်ကိုသုံးတဲ့အသုံးနှုန်းတွေဘယ်နေရာမှာဘယ်လိုသုံးလဲဆိုတာကိုလောက်ရှိတော့ခွဲထားတယ်ပြီးရင်အဲ့ကန်နဲ့ပတ်သက်တဲ့ဟာကို exercise ထပ်ပြီးတော့ပါတယ်ပြီးရင်လောင်ရှုတို့ဒီအရင်တော့လိုမျိုးပဲဒီမှာစကားပြောရဲပေါ့နော် speaking practice အပိုင်းပါမယ်အဖွဲ like group နဲ့ပြောတာပဲဖြစ်ပါဖြစ်ဝင်ဆိုတော့အမေကွန်းပေါ့နော်အဲ့ဒါမှဘယ်လိုပြန်ဖြေမလဲဟိုမှာနီးရောနဖုံးရောမဆိုရင်ဝေးရောနဖုံးရောမှလည်းမရှိဘူးဆိုမရှိဘူးအဲ့လိုမျိုးလေးတွေပြန်ဖြေရတာလေးပါဒါတွေကတော့ကိုယ့်ကိုလုံးဝမဲ့အပိုင်းတွေပေါ့နော်လောင်ရှုကတော့အထက်ကရှမ်းစဝကတ်တည်းရဲ့ခက်ဝိုင်းရဲ့ UFA ရဲ့လောက်ရှက်တာကတ်ထားတာတော့အဲ့3ခုထားတယ်ပေါ့ဘာလို့ဆိုတော့အဲ့3ကအရေးကြီးအောင်ကျန်တာလေးတွေကတော့ကိုယ့်ကိုဒီမှာစဉ်းစားပြီးတော့ပြောကြည့်လို့ရတယ်ဒါတွေကကျ speaking ဘိုင်းဖြစ်သွားတဲ့အတွက်လောက်ရှက်နဲ့လည်းဒါ face to face တင်နေရတာမဟုတ်တော့ဟိုဒါတွေ practice လုပ်ဖို့ရအတွက်ကျတော့အရင်မလို့ကိုပေါ့နော်အဲ့တော့လောက်ရှက်ကတော့ဒါတွေကတော့ဒီဟာကျတော့လောက်ရှက် culture အပိုင်းတွေပေါ့နော်ဝင်ဝတွေကလည်းလောက်ရှက် skill လုပ်ခဲ့လိုက်မယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အပေါ်ကဟာအဲ့ vocal ရဲ့ခက်ဝိုင်းရဲ့ဒီ UFA အဲ့ဒါတော့မှလောက်ရှုတော်တော်လေးပြောရမယ်
hero HSK 3တို့ထပ်ပို့ပြီးတော့စာတော်တော်လေးများလာမယ်ပေါ့နော်ရှင်းပြတဲ့အပိုင်းတွေလည်းတော်တော်များလာမယ်အနှစ်ချုပ်တာတော့မှတော်တော်လေးအဲ့လိုမျိုးပေါ့နော်ကြည်ကြဲပြည့်ပြည့်ရှင်းသလောက်ကိုလောက်ရှိတော့တော်တော်အချိန်ပေးရမယ်ထဲပါတယ်ဘာလို့ဆိုတော့4 level ရောက်တဲ့အတွက်သူတို့သတ်မှတ်ထားတာဆိုရင်လောက်ရှိတော့ HSK 4 level ကကွာကိုယ့်ရဲ့အထင်အမြင်ယူဆချက်တွေကိုစပြီးတော့ပြောလို့ရတဲ့အပိုင်းစီကိုရောက်လာပြီအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့သူကနည်းနည်း focus တွေလည်းကျေပြန့်လာတယ်လို့သုံးတဲ့ usage လေးတွေကလည်းနည်းနည်းလေးပို့ပြီးတော့အရင်လို simple ရိုးရှင်းနေမသွားတော့ဥမာ subject object အဲ့လောက်မသွားတော့ဦးဒီမှာပို့ပြီးတော့နည်းနည်းတစ်ဆက်မြင့်လာပြီဘာလို့ရှိလို့ဘာနဲ့တူလဲဆိုတော့ရှိလို့ဟိုဟာဆိုရင်ငငလေးတော့ညခါလာတတလောက်ပဲတင်ရနေပြီးတော့နောက်ပိုင်းကျတော့ sentence တစ်ခုတိဆောက်တယ်ငါထမင်းစားနေပါသည်အဲ့လို sentence ကနေပြီးတော့နောက်ပိုင်းကျတော့ဗာလေငါထမင်းစားပြီးရင်ဘာလုပ်မညာလုပ်မအဲ့လိုမျိုးဆက်ပြီးတော့လောက်ရှိတော့ sentence တွေဘယ်လိုပြောမလဲချိတ်ဆက်လာတာတွေပိုများလာမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်လာတဲ့အတွက်ကြောင့်မို့4 level ကတော့3ထက်ဆိုင်တိတိတတ်တာလေးကွာလာလိမ့်မယ်4ကနေ5အဲ့လိုမျိုးနည်းနည်းတိတိတတ်တာထပ်ကွာလာလိမ့်မယ်ပေါ့နော်ဒါပေမဲ့လောရှိတော့4 level ရောက်လာပြီဆိုတော့အတွက်ဒီတိကိုစူးစမ်းလာခဲ့တဲ့လူတွေကအရန်တော်ပါတယ်ပေါ့နော်တော်ရယ်ဆိုတော့ရှိလို့ဘာလဲဆိုတော့ level intermediate level ရဲ့တဲ့နောက်ဆုံးဆင့်ရောက်နေတော့ရှိလို့ final ဆိုရင် advanced နဲ့ရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်မို့4 level လေးကိုလည်းတခြားလေးလို့ပေါ့နော်နောက်ရှိလဲတစ်ပတ်ကိုတစ်ခါနှုံးကိုတခြားလေးရှင်းပြပေးပါမယ်အဲဒါဆိုရင်ဒီလောက်ရှိကတော့ HSK exam တော့ကိုပို့ပြီးတော့ target ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပေါ့နော် exam တော့ကိုတခြားအဓိကရှင်းပြပေးမယ်ပေါ့အဲ့တော့စလိုက်ရအောင်ပေါ့နော်ဒါကတော့လောက်ရှိဒီ HSK 4ရဲ့ဟာလေးကိုနည်းနည်းနားလဲစီချင်လို့ပြောပြပါ3နဲ့4နဲ့ပွားချချက်အရင်ကြီးတော့ကွာချမှုကတော့ကြီးကြီးမားမားကြီးမရှိပါဘူးစာများွားတာရဲ့ခုနပြောသလိုပေါ့နော် sentence တွေစာပုံလေးတွေ refer သုံးတာလေးတွေနည်းနည်းပို့ပြီးတော့ပို့အစ်မြင်လာမယ်ပေါ့နော်အဲ့ဒီပုံစံပါပဲအဲ့တော့ lesson 1လေးစအောင်တော့ရှိတော့အခုရှန့်ကိုအရင်သွားမယ်ပေါ့နော်တကယ်လို့အပြင်မှာစာအုပ် PDF file နဲ့မကြည့်ဘူးစာအုပ်ဝင်မယ်ဆိုတဲ့သူတွေကကြတော့နှစ်အုပ်ဝင်ရမယ်နှစ်အုပ်မဟုတ်၄အုပ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ရှန့်ကိုမှဘောပုတ်ကလည်းနှစ်အုပ်ထပ်လာမှဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးပေါင်း၄အုပ်ဝင်ရမယ်တကယ်လို့စာအုပ်နဲ့လေ့လာမယ်သူတွေပေါ့နော်စာအုပ်နဲ့လေ့လာတာတော့ပို့လောက်ရှယ် recommend ပေးတဲ့ PDF file ကြည့်ရတဲ့စာလေစာအုပ်မဝင်ခြင်းလည်းရတော့ရပါတယ်ဒါပေမဲ့ဆောင်းနဲ့ကြတော့ဗာလေ logic ပြောပါ vocabulary ပါဆို live မှတ်လို့ရတယ်ပေါ့နော်ဆောင်းလေးရှိတော့အဲ့ဒါလေးကြတော့ပို့အဆင်ပြေတယ် logic က PDF file လည်းတင်ပေးထားမှာတင်ပြီးွားရတင်တဲ့ logic Telegram မှာဟိုတစ်ခါတည်းက logic ဟို HSK 4 file ဘိုင်ဝမ်းညမလေးကိုတင်နေရင်းနဲ့သူ့ကို share ပေးရင်းနဲ့ logic တစ်ခါတည်းတင်တော့ပေးထားတာရှိတယ်တကယ်လို့မတင်ရသေးတဲ့ဆိုရင်လည်း logic group main group ထဲမှာမတင်ရသေးဆိုလည်း logic ပြန်တော့တင်ပေးထားလိမ့်မယ်ပေါ့နော် PDF file တော့အဲ့ရတော့ down လို့ရတယ်အဲ့တော့စအောင်ပေါ့နော်ခက်ဝင်ကြီးလေးပေါ့နော် sorry ခက်ဝင်ကြီးတော့ဖြစ်တယ်တီးခက်လေးရကြလောက်ရှိလို့ပါလေ简单的爱情简单ဆိုလောက်ရှိလို့ရိုးရှင်းတဲ့爱情ချက်ချင်းမြတ်တာပေါ့နော်အချစ်ပေါ့ရိုးရှင်းတဲ့အချစ်တော့ဆိုတာတဲ့ဆိုတဲ့အဓိပ္ပာယ်အဲ့တော့လောက်ရှိတော့အောက်ကဟာကျတော့ဒါဘာလို့ခိုင်းတာလဲဆိုတော့တဲ့ကေရှာလျက်电影名词选择对应的图片ဆိုတော့လောက်ရှိတော့ပြောရအောင်ဒီ figure နဲ့အောက်ကစာရင်းနဲ့တွဲပေးပါပေါ့နော်အဲ့တော့ logic တို့ English လိုလေးတွေအရင်ကြည့်လိုက်ဒါပါလဲဆိုတော့ဒီမှာဆိုရင် logic တို့ Roman holiday ရဲ့ပြီးနောက်တစ်ခါကျတော့ When a man love a woman ပြီးရင် Titan နဲ့ပြီးရင် logic တို့ sleepless is or Saturday ပြီးရင် Notting Hill ရဲ့ပြီးရင်Notting Hill ရဲ့ပြီးရင် Romeo Juliet ရဲ့အဲ့ဒါရှိရပေါ့နော်6မြို့ဘယ်လိုပါရုပ်ရှင်6ပုတ်ရှိရပေါ့အဲ့တော့ရုပ်ရှင်6ပုတ်မှာဆိုလို့ရှိရင်လောက်ရှိတို့အောက်ကဒီတရုတ်လိုဒီဟာတွေကိုပေါ့နော်တရုတ်လိုပြန်ပြီးတော့တရုတ်နှိမ့်နဲ့ပြောင်းထားတဲ့ဟာနဲ့တွဲရမယ်ဒါပေမဲ့အဲ့ဒါကိုလောက်ရှိတွဲတယ်ဘာလဲဆိုအလွယ်ဆုံးဟာနေရင်ကြည့်မယ်နော်လောက်ရှိတို့ဒီမှာဆိုရင်802ဝိမြန်ရဲ့ဆန်လောက်ရှိတို့ဒါဘာကြီးကိုပြောထားမှမသိသေးဘူးအဲ့တော့လောက်ရှိတို့ထား skip လိုက်当男人爱上女人ဒါကတော့လောက်ရှိတို့သိတာဟုတ်တယ်မလားဘာနဲ့တူလဲယောက်ျားလေးကမိန်းကလေးရဲ့အပေါ်ကိုပါလဲ fall in love ဖြစ်သွားခြင်းဘာဖြစ်မလဲလောက်ရှိတော့ when a man love a woman ပေါ့အဲ့ဆိုရင်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲ罗密欧与朱丽叶ဆိုတာဒါလည်းလောက်ရှိတော့နာမည်သိတာနေအဲ့ဆိုဗာလဲရိုမီယိုနဲ့ဂျူလီယက်ကိုရေးပေးလိုက်အောင်မယ်ပြီးရင် Notting Hill ဆိုတာလောက်ရှိဗာလဲဒီဟာဆိုရင်လောက်ရှိတော့ Notting Hill ပေါ့နော်ဟေး Notting Hill ဆိုရဲဒီဟိုဒီရုပ်ရှင်နဲ့တူရပေါ့နော်အဲ့ဒါလောက်ရှိတော့သုံးဖို့ရပါပြီပြီးရင်နောက်တစ်ခုကကြတော့ဗာလဲ罗马假日အဲ့ဒါလည်းလောက်ရှိလို့သိတာတယ်假日ကလောက်ရှိလို့သိပြီးသားပါလေ holiday ကိုပြောတာအဲ့ဒါလောက်ရှိတော့ Roman holiday ပေါ့နော်အဲ့ဒါကိုယူလိုက်အောင်ပြီးရင်ဗာလဲထို
Titanic 号 Titanic 号ဆိုတော့ဗာလေတိုက်တဲ့နှစ်ပဲဖြစ်တော့မှာပေါ့အဲ့ဆိုလို့ရှိတော့ခုနကြော်ခဲ့လိုက်တဲ့ဟာပါဖြစ်သွားမလဲဒီမှာ still lives is settled ဆိုတဲ့ဟာဖြစ်သွားမယ်အဲ့ဆိုတော့ရှိတော့အဲ့လိုလေးတွဲပြီးအောင်မယ်ပေါ့နော်ဒါတွေကလို့ရှိတော့ဒီတိုင်းဟိုpractice လုပ်တဲ့သဘောပါပဲเนาะအဲ့တော့ဒါလေးပြီးသွားပြီအဲ့ဒါပြီးသွားပြီဆိုတော့ရှိတော့ဗာလေနောက်တစ်ခုကကျတော့你理想中的男女朋友是什么样的为什么ပြောတော့理想ဆိုတော့ရှိတော့ကိုယ့်ရဲ့ idea ကိုပြောပါဘောเนาะ idea type idea type ကောင်းလေးကောင်းမလေးကဘယ်လိုပုံစံမျိုးလဲတဲ့ဘာကြောင့်လဲဆိုရတော့ရှိတော့ဒါသူ့ရဲ့ရှမ်းကောင်းဆိုရင်အရင်အမောင်းထီကျုံကခန္ဓာကိုယ်အလေးချင်းထိုဖားကစပင်ရန်ချင်းကကြတော့မျက်လုံးရှင့်ကဇယိုက်လက္ခဏာကိုပြောတာ I ဟောက်ကကြတော့ဝါဒနာအဲ့တော့ရှိတော့ဥမာကောင်းလေးရဲ့အရင်ဆိုလို့ရှိရင်လောက်ရှိတော့ဘလောက်အရက်ဘလောက်တွင်းရှိရမယ်ကိုအလေးချိန်ဆိုဘလောက်မှရှိရမယ်ထိုဖားဆိုရင်လောက်ရှိတော့ဒီမှာခြံဖားတွန်ဖားဂျီဖားကျွမ်ဖားလောက်ရှိတော့အဲ့လိုလေးရှိရပေါ့နော်ခြံဖားဆိုစပင်းရှိလားဒါမှမဟုတ်လဲတွန်ဖားစပင်းတူလားဒါမှမဟုတ်လဲစပင်းအဲ့လိုမျိုးဂျီဖားဆိုရင်ဟောပါလေဒီ straight hair ပေါ့နော်ဖြောင်းထားတဲ့စပင်းလားဒါမှမဟုတ်လဲကျွမ်ဖားဆိုရင်လောက်ရှိတော့ wavy hair လားအဲ့လိုပုံစံမျိုးရန်ချင်းဆိုရင်လဲ大眼睛小眼睛ဒီဟာလေးကဘာပြောလဲဆိုတော့单眼皮双眼皮ဆိုတော့လောက်ရှိ单眼皮ဆိုဟောလေမျက်ရည်မပါ老师ဆိုရင်老师的眼睛是单眼皮老师မျက်ရည်မပါအောင်ပေါ့နော်双眼皮ကြတော့တချို့မျက်ရည်လေးထင်းနေတာမျိုးမျက်ရည်နှစ်ထပ်ပါတာကို双眼皮လို့ခေါ်တယ်大眼睛小眼睛ကတော့老师တို့သိပါတယ်မျက်လုံးကြီးရဲ့လူနဲ့မျက်လုံးသေးရဲ့လူမေးတဲ့လူပေါ့နော်性格ဆို幽默ဆိုတာကြတော့ပျော်ပျော်ရွှင်ရွှင်နေတတ်တာ可爱ကချစ်ဖို့ကောင်းတာ安静ကကြတော့老师တို့လုံးဝအေးစစ်စစ်နေတတ်တဲ့သူမျိုး认真ကကြတော့ကြိုးစားတဲ့သူမျိုးနော်爱好ဆိုရင်运动လို့看电影音乐菜做菜ဒါတွေကတော့老师တို့သိပါတယ်နော်အဲ့တော့ကိုယ့်ရဲ့ idea တိုင်းလို့ရွေးကြည့်ပေါ့နော်အဲ့ဒါကျတော့老师တို့ practice လုပ်ရတဲ့ဟာလေးပေါ့ဒီတိုင်း老师တို့ practice လုပ်လိုက်ရပြီအဲ့တော့အဓိက main ကဒီမှာလာပြီခက်ဝိုင်းကြီးကိုစကြည့်နော်ခက်ဝိုင်းကြီးကိုစကြည့်အောင်ခက်ဝိုင်းကြီးက老师生词တွေကိုအရင်ပြောပြမယ်生词က法律ကကြတော့ဗာလဲဆိုတော့老师တို့ဥပဒေကိုပြောတာနော်法律ကဥပဒေလျာကကြတော့နှစ်ခုနှစ်ယောက်ဆိုတဲ့အဓိပ္ပာယ်နော်ပြီးရင်验相ကကြတော့老师တို့ impression ဆိုတော့老师တို့ first impression ဆိုရင်第一次验相လို့ခေါ်တယ်第一次ဆိုပထမဆုံးအကြိမ်验相 impression first impression 验相ဆိုအထင်အမြင်ပေါ့ပမာလို့ဆိုရင်ပြီးရင်生ကကြတော့老师တို့ net shine နော်အဲ့လိုမျိုးပြီးရင်属实ကကြတော့属实ကကြတော့老师တို့ရင်းနှီးကျွမ်းဝင်တာ不仅ကကြတော့ဒါမှက性格ကဇယိုက်လက္ခဏာအဲ့တော့老师ကဒီတစ်ခါပေါ့နော် HSK4 မှာ focus တွေကိုပို့ပြီးတော့မှတ်ကလွယ်အောင်လို့老师ဒီဟာရင်းနဲ့ဒီစာကြောင်းတွေထဲမှာဘယ်လိုသုံးသွားလဲပါ老师ပြောပြပေးမယ်။ဘာဖြစ်လဲဆိုတော့ HSK4 ရဲ့老师တို့ writing မှာအဲ့တစ်ခုပါလာပြီ။ writing မှာဘာပါလာလဲဆိုတော့老师တို့ focus ကိုပေးထားတယ်။ဝါချဖွဲ့ရတဲ့အပိုင်းပါလာပြီပေါ့နော်။အဲ့ဒါပါတဲ့အတွက်ကြောင့်老师အဲ့ဒါလေးကိုမြင်စေချင်လို့တခါတည်းဒီမှာပါ老师ပြန်ပြီးတော့ရှင်းပြပေးသွားမယ်။အတိတ်ပဲကြီးပဲမဟုတ်ဘဲနဲ့လေဒီ file လေးဆိုရင် file လေးကို sentence မှာဘယ်လိုသုံးပြထားတာလဲ။နော်အဲ့တော့老师တို့ကြည့်အောင်法律ကကြတော့ဗာလဲဆိုတော့老师တို့ဒီမှာ他学的是声纹我学的是法律သူလေ့လာတာကဗာလဲ声纹ဆိုတော့သတင်းပညာရပ်ကိုလေ့လာတယ်我学的是法律ငါလေ့လာတာကြတော့ဗာလဲဥပဒေပညာရပ်ကိုလေ့လာတယ်ဒီမှာဆိုရင်ဒါ法律ကိုသုံးပြသွားတာပေါ့နော်ပြီးရင်လျာကကြတော့နှစ်ခုနှစ်ယောက်ဆိုတဲ့အဓိပ္ပာယ်两个နဲ့လျာနဲ့ကဘာကွာလဲဆိုတော့ဘာမှမကွာဘူးလျံဆိုရင်老师တို့လျံနဲ့သုံးချင်ကြလျံကဒီတိုင်းသုံးလို့မရအောင်နော်မှာကနဲ့သုံးပေးရတယ်ဒီလား老师တို့ကထည့်ပေးရတယ်မရှာဝတ်ထည့်ပေးရတယ်我们两个ဆိုရင်လည်းငါတို့နှစ်ယောက်လို့ပြောတာပဲဒီလား我们两个ဆိုရင်လည်းငါတို့နှစ်ယောက်ပဲအဲ့လိုလျံကလို့မသုံးချင်မြင်老师တို့လျာလို့သုံးလိုက်ရပြီ我们俩လို့ပြောလဲအတူတူပဲနော်လျာဆိုရင်တော့ကမရှာဝတ်ထည့်စရာမလိုဒီမှာလျာကိုသုံးတာကြည့်မယ်那你们俩是怎么认识的所以你တို့နှစ်ယောက်ကဘယ်လိုသိတာလဲဒီမှာလျာရဲ့အဓိပ္ပာယ်မှာတဲ့ရောက်ပါပြီပေါ့နှစ်ယောက်လို့ပြောတာနော်အဲ့တော့လျာနဲ့တခါတည်းသုံးလိုက်လို့ရတယ်老师တို့နောက်ပိုင်းကျရင်စကားပြောရင်两个လို့我们两个လို့သိမပြော我们俩什么俩အဲ့လိုပဲ老师တို့ပြောရပေါ့နော်ပြီးရင်验相ကကြောင့်老师တို့ impression လို့ပြောထားတယ်အဲ့တော့验相ကိုဘယ်လိုသုံးလဲကြည့်အောင်နော်哪里的老师我对他印象很深我对他印象很深ဆိုရင်老师တို့အဲ့ဒါကြပါလဲဆိုတော့老师တို့အရန်ကိုငါသူ့အပေါ်မှာအထင်ကြီးလေးစားသွားရဆိုတဲ့အဓိပ္ပာယ်ပေါ့ငါသူ့အပေါ်
ထားတဲ့အမြင်ကအရန်ကိုနှဆိုင်သွားတယ်ဆိုတော့လောရှိတော့ဗမာလူလှပအောင်ဘာသာပြန်ငါတို့ပေါ်မှာအရန်အထင်ကြီးလေးစားသွားတယ်ဘာလို့လေးစားလဲဆိုတော့လောရှိပြင်အကုန်ပြန်အချင်းချုပ်ဖတ်ပြမယ်နော်အဲ့တော့ဒီမှာဆိုရင်းရှန်ကိုရှန်ကိုပါသွားတယ်နော် sentence ထဲမှာကျတော့ဒီကတော့လောရှိတော့ဗမာလူကြောင့်နည်းနည်းလိုက်ရောညှိထွေးပြန်ရတာဆိုတော့ဒါပေမဲ့သူ့ဘာသာသူအတိတ်ပဲမှန်နော်ရင်းရှန်က impression လို့မှတ်မယ်ရှန်ဆိုတာနှဆိုင်တာအဲ့တော့အထင်အမြင်နဲ့နှဆိုင်သွားတယ်ဆိုတာအရန်အထင်ကြီးလေးစားသွားတယ်ဆိုတော့အတိတ်ပဲမျိုးပဲပြီးရင်ရှူရှစ်ကကြတော့လောရှိတော့ခုန老师把它变来的印尼专文的lo把它变来喏，哎着，大家好记啊。后来就慢慢熟悉了。后来说了，那白马了就慢慢熟悉了，说都那俺的偏偏印尼来的lo标准啊，对吧？印尼专文来说，印尼来的说对不吧？不仅啊，加入他们讲，老师都话哩 ，not only but also 哎lo对不了，喏，我 English 嘛是懂的哈，哎呀，这样不仅懂的当中哩，他不仅足球踢得好，性格也不错。喏，老师都点嘛？那古龙爸娃性格说谁来了看呐？哎，个听下古不懂话的字啊。不仅说他们讲踢足球得好，何龙干呐高用他们讲。老师都得有咖哩，得有也不单呢，爸妈也不单嘛。你那刮擦这的故事的，反来说老师都爸妈妈说了些，俺家宁过所以。ngà cá ninh cổ nó ngà cá ninh cổ xuống ninh cổ xuống là cổ nào mà nén nào mà ý àဟုတ်တယ်မလားတရုတ်ကအဲ့လိုမဟုတ်ဝတွိနေလို့ပြောလိုက်ရတယ်ဝတွိနေဆိုငါနင်းကိုအဲ့လိုတွိကအရှိကိုရောက်လာတယ်ပြောရအောင်ဗမာလို့ဆိုကိုဆိုတဲ့စလုံးအရှိကိုရောက်လာတယ်ပြီးရင်လောရှိတော့စိုက်ဆိုလဲအဲ့တိုင်းပဲစိုက်ရဲ့နောက်မှာ play slide တယ်ဟုတ်တယ်မလားစိုက်ရဲ့နောက်မှာ play slide တယ်ဆိုဥမာ在学校ဆိုရင်ကျောင်းမှာလောရှိပြောတာလေးမျိုးလုံးနဲ့မြင်ကြည့်နော်在学校ဆိုကျောင်းမှာဗမာကမှားကနောက်မှာရေးတယ်ကျောင်းရဲ့နောက်မှာရေးတယ်တရုတ်ကကြအဲ့မှားဆိုရဲစိုက်ကပါလေကျောင်းရဲ့အရှိမှာရေးရတယ်အရှိကိုထုတ်တယ်ပေါ့ပြောတာတော့ဆိုတော့အင်္ဂလိပ်စာမှာဆိုရင် preposition ပုတ်တွေကိုအရှိထုတ်တဲ့ပုံစံမျိုးပဲဒီမှာဆိုလိုက်တဲ့အတိုင်းပဲပုတ်ကျင်ဆိုရင်ဒါမှကဗမာလိုပြောရင်သူကဘောလုံးကနာကောင်းယုံဒါမှကတာမကဘယ်ကိုရောက်သွားလဲနောက်ဆုံးကိုရောက်သွားတယ်တရုတ်ကအဲ့လိုမဟုတ်အဲ့ဒါမှကကိုအရှိကိုထုတ်တယ်လောက်ရှိတော့နောက်ပိုင်း sentence တွေသူ့ရဲ့ grammar pattern တွေကြည့်တရုတ်ကအဲ့ပုံစံအတိုင်းတွေပဲသုံးတာအဲ့လိုမျိုးနော်အဲ့တော့他不仅踢足球的好သူဘောလုံးကနာကောင်းယုံတာမက性格也不错စရိုက်လက္ခဏာလည်းမဆိုးပြောအကျင့်စာရိတ္တလည်းမဆိုးဘူးအဲ့လိုပြောပါပေါ့နော်အဲ့တော့老师ဒီတစ်ပိုင်လုံးပြန်ပြီးတော့ဘာသာပြန်ပြမယ်酸叶和的文静聊文静的男朋友နော်所以酸叶နဲ့文静啊ဆိုလို့ရှိရင်文静ရဲ့တောင်းလေးအကြောင်းဆွေးနွေးကြမယ်酸叶နဲ့文静နှစ်ယောက်ရှိရပေါ့နော်听说你男朋友李正跟你是一个学校的是你同学吗听说ဆိုတော့ပြောတဲ့ကြားတာကတော့你男朋友李正ဆိုတော့နင့်ကောင်လေး李正နဲ့跟你ဆိုတော့နင့်နဲ့က对啦နင့်နဲ့ဆိုနဲ့ကိုရှိထုတ်တယ်နင့်နဲ့က是一个学校的ကျောင်းတစ်ကျောင်းနဲ့မလား是你同学吗နင်တို့ကတခန်းနဲ့အတူတူတက်တာလားနင်အတန်းပေါ်လားဆိုတော့တခန်းနဲ့အတူတူတက်ကြလားပေါ့နော်是的ဟုတ်တယ်他学的是新闻သူလေ့လာတာကဘာလဲ老师ကပြောသတင်းပညာရဲ့ပေါ့နော်新闻ဆိုတော့我学的是法律ငါလေ့လာတာကကျတော့ဥပဒေပညာ我和他不是一个班တကြောင်နဲ့တော့ဟုတ်တယ်ဒါပေမဲ့ဘာလဲ不是一个班တခန်းနဲ့တော့မဟုတ်ဘူးနော်အဲ့တော့စွမ်းရက်ကဘာပြောလဲဆိုတော့那你们俩是怎么认识的အဲ့ဒါဆိုရင်နင်တို့နှစ်ယောက်ကဘယ်လိုသိကြတာလဲ我们是在一次足球比赛中认识的ငါတို့ကဒီမှာသိတာ老师တို့是在နဲ့သုံးသွားတယ်နော် past tense ပုံစံမျိုးဆိုတော့အတွက်ဘာမှသိရလဲ在一次足球比赛中在一次足球比赛中ဆိုတော့ဘောလုံးပြိုင်ပွဲတုန်းက认识的သိလာကြတာနော်ဘောလုံးပြိုင်ပွဲမှာပေါ့ဘာမှလို့ဆိုဘောလုံးပြိုင်ပွဲမှာသိကြတာ我们班跟他们班比赛ငါတို့အတန်းနဲ့သူတို့အတန်းကပြိုင်ကြတယ်他一个人踢进两个球踢进两个球ဆိုတာဘာပြောလဲဆိုတော့တို့ကိုနှစ်ကိုသွင်းလိုက်တာပြောတာကိုသွင်းတယ်ကို踢进တယ်တော့လေနော်အထဲကိုသွင်းလိုက်တာဖြစ်တဲ့အတွက်ကျင့်မှာပါပြီးရတယ်踢进两个球ဆိုရင်သူတယောက်တည်းနဲ့ကိုနှစ်ကိုသွင်းလိုက်တာ我对他印象很深ခုန老师ပြောတယ်သူ့ပေါ်အဲ့တော့ impression အရင်ကောင်းသွားတယ်ပေါ့နော်အရင်ထင်ကြီးလေးစားသွားတယ်တယောက်တည်းနဲ့ဒါ老师တို့အားကစားအရင်တော်တယ်ပေါ့နော်နှစ်ကိုတောင်သွင်းနိုင်တယ်ဆို后来就慢慢熟悉了အဲ့တော့နောက်ပိုင်းကျတော့ဗာဖြစ်လဲတဖြည်းဖြည်းသူ့ပေါ်သူနဲ့နည်းနည်းတဖြည်းဖြည်းနဲ့ရင်းနှီးလာတယ်ပေါ့နော်你为什么喜欢他အဲ့ဆိုရင်သူ့ဘာလို့ကြိုက်တာလဲ他不仅踢足球的好သူကဘောလုံးကန်တာကောင်းယုံတာမက性格也不错
ဇယိုက်လက္ခဏာလေအကျဉ်းစာရိတ်တာလေမစိုးလောက်ရှိတော့အဲ့လိုလေးပြောပါတယ်အဲ့တော့ focus လေးတွေတခြားပြန်ဖတ်ပေါ့နော် focus တွေ3ရဲ့ပုံစံအောင်ကြည့်အဲ့ဆိုလောက်ရှိတော့ဒီ focus ကိုလေတီးတန်ကြီးကဖတ်မှလို့ဘာဆိုပြီးတော့ကြက်စရာမလို့တော့ခေါင်းနဲ့လောက်ရှိတော့ auto တန်းဝင်သွားလိမ့်မယ်အဲ့လိုဒီ sentence လေးနဲ့တွဲကြည့်ရင်ပေါ့နော်အဲ့တော့အောက်ကကျွမ်းရုံမင်းဆိုတာကကြာလောက်ရှိလို့ပါတယ်ဒီထက်ကပါတဲ့ character တွေရဲ့နာမည်စွမ်းရည်ရင်ဝမ်ကျင်ရင်လီကျင်ရင်3ယောက်ရှိရပေါ့နော်ခုနကသူတို့ပြောသွားတာအဲ့တော့နောက်တစ်ခုကြည့်အောင် sorry ခဝါဒီကခဝါခဏအဲ့တော့ခဝါကြာလောက်ရှိလို့ဘာပြောရလဲဆိုဝမ်ကျင်跟李真နဲ့sorry ဝမ်ကျင်跟李老师聊他要结婚的事情ဝမ်ကျင်နဲ့李老师ကဆိုရင်聊ဆိုဆွေးနွေးကြမယ်他要结婚的事情ဆိုတော့သူတို့ဒီလက်ထက်မဲ့အကြောင်းပေါ့နော်သူမလက်ထက်တော့မဲ့အကြောင်းဆွေးနွေးကြတယ်ဝမ်ကျင်လက်ထက်မဲ့အကြောင်းဆွေးနွေးကြတယ်ပေါ့ပြောရရင်တော့အဲ့တော့老师တို့ဒါလေးကိုအရင်老师အကုန်ပြန်ပြောပြမယ်နော်ခိုင်းဝမ်ရှောက်ကကျတော့老师တို့စတာနောက်တာနော်冲来啊ဘယ်တော့မှ最好ကအကောင်းဆုံး共同ကကျတော့老师တို့ sharing လုပ်တာဘုံတူညီတယ်လို့ပြောလဲရတယ်နော်ဘုံတူညီတယ်လို့ပြောလဲရတယ်老师တို့ဘုံတူညီတယ်ဆို sharing လုပ်တဲ့အရာsharing လုပ်တဲ့ဥမာတစ်ခါနဲ့အတူတူနေတယ်ဆိုလို့ရှိရင်လည်း老师တို့共同နေပိုင်းနဲ့သုံးလို့ရတယ်ဘာလဲ sharing လုပ်ပြီးတော့မှဒီအခန်းတစ်ခုတော့အဲ့လိုဘုံပေါ့နော်ဘုံဆိုတဲ့အိဗယ်မျိုး适合ကကျတော့老师တို့တင့်တော်တာကန့်ညီတာအဲ့လိုအိဗယ်မျိုးပြီးရင်幸福ကကျတော့ပျော်ရွှင်တာတာယာချမ်းမြေ့တာပေါ့ဗမာလိုပြောရင်ပျော်ရွှင်နေဆိုတာတစ်စားဆိုတော့ဗမာလိုတာယာချမ်းမြေ့တယ်အဲ့လိုပုံစံမျိုးလီကတော့မျိုးပေါ့နော်အဲ့တော့老师တို့ဒါကိုသုံးတဲ့ဟာလေးတွေအရင်ရှာကြည့်အောင်ပေါ့နော်开玩笑စတယ်အဲ့တော့开玩笑ဘယ်လိုသုံးကြလဲ你是在开玩笑吧你စနေတာမလားအဲ့လိုမျိုး老师တို့သုံးလို့ရတယ်你是开玩笑吧ဟာ你闹နေရလားအဲ့လိုပုံစံမျိုး我不是开玩笑的ငါနောက်နေတာမဟုတ်ဘူးအဲ့လိုမျိုး老师တို့နော်သုံးလို့ရတယ်开玩笑ကအဲ့လိုစတယ်နောက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာ冲来ကိုကြည့်သုံးတာကြည့်အောင်冲来ဆိုတာဘယ်တော့မှနော်အဲ့တော့ဒီမှာဆိုရင်冲来ရဲ့နောက်မှာ老师တို့ဘယ်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲအနောက်မှာ negative တိတ်ပဲထည့်ရတယ် negative 冲来ရဲ့နောက်မှာများတော့ဖြစ် negative ပဲလိုက်တယ်ပေါ့နော်老师တို့冲来没这么快啦ก็ဘယ်တုန်းကမှအဲ့လောက်မပျော်ရွှင်ခဲ့ဘူးနော်ဘယ်တော့မှမလုပ်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုး老师တို့အဲ့လိုမျိုးဆိုရင်冲来ရဲ့နောက်မှာများတော့ဖြစ် negative လိုက်တယ်冲来没这么快了ก็ဘယ်တော့မှငါဒီလောက်မပျော်ရွှင်ခဲ့ရဘူးအဲ့တော့နော်ပြီးရင်最好ကတော့老师တို့မြင်တာပါတယ်လွယ်တယ်အကောင်းဆုံးဆိုတဲ့အဓိပ္ပာယ်နော်最好能有共同的兴趣和爱好老师တို့တော်တော်များများပါသွားပြီနော်最好နဲ့အကောင်းဆုံးကတော့နော်အကောင်းဆုံးကတော့能有ရှိရမယ်共同的兴趣和爱好ဆိုတော့共同ဆိုတော့老师ဘုံတူညီနေတဲ့ဝါသနာနဲ့စိတ်ဝင်စားမှုရှိရမယ်အဲ့လိုမျိုးသုံးတာနော်共同ကကြာ老师ဘုံတူညီနေတဲ့အရာပြီးရင်适合ကကြာတော့လိုက်ဖက်နေတာကိုက်နေတာ适合个的吗？懂表了的吗？看来你真的找到适合你的人了。看来既然你真的找到说你这个相对多一点点呢，怕嘞适合你的人了，说你呢干一的路相对多一点呢。不要拿老师都你妈都不要了。right person ရှာတွေ့သွားပါလို့ဆိုဒီဘက်ခေတ်စကားနဲ့ပြောရင် right person ရှာတွေ့သွားတာကိုပြောတာနော်ဒီအဲ့ဆို right person ဟာ你နော် right person ရှာတွေ့သွားပြီထင်တယ်ဆိုရင်你找到了适合你的人了လို့ဆိုတော့အဲ့လိုသုံးလို့ရဟာ你နော် right person ရှာတွေ့သွားပြီ幸福ကကြတော့ဆိုများတော့ပြင်幸福သုံးတာကကြတော့ဆိုဆူတောင်းပေးတဲ့နေရာမှာသုံးတယ်ခုနကဆိုပြောတယ်ပျော်ရွှင်တာယာချမ်းမြေ့တယ်အဲ့လိုအဓိပ္ပာယ်မျိုးပေါ့နော်祝你们幸福ဆိုရင်နင်တို့ကိုချမ်းမြေ့ပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အေးချမ်းပျော်ရွှင်ပါစေလို့အဲ့လိုအဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့老师စာပိုက်တစ်ပိုက်လုံးဖတ်တာပြန်ရမယ်အဲ့တော့ဝန်ကျင်နဲ့李老师我下个月5号就要结婚了ငါနောက်လကို9ရက်နေ့ကြာရင်就要结婚了就要了ဆိုတော့လုပ်တော့မယ်နော်ဘာလုပ်တော့မှာလဲ结婚了လက်ထပ်တော့မယ်အဲ့တော့就要了လေမှာ老师တို့တခုခုထည့်ပေးလိုက်မယ်ပေါ့နော်ဘာလုပ်တော့မယ်ဆိုတော့အရာလေးထည့်ပေးလိုက်အောင်မယ်အဲ့တော့李老师ကပြောတယ်你是在开玩笑吧ဟာ你闹နေရလားစနေရလား老师မင်္ဂလာဖိတ်ဆက်တော့ဖိတ်တော့အဲ့လိုပြောရပါတော့အဲ့တော့你们不是才ဘာဖြစ်လို့သူအဲ့လိုပြောရလဲ你们不是才认识一个月你那要噶不是说မဟုတ်ဘယ်လိုပြောမလဲ老师ဘာမှလဲဆိုရင်
ဟဲ့နင်တို့နှစ်ယောက်ကတိတာမှတလားပဲရှိကြသေးတယ်မဟုတ်လားဟဲ့အဲ့လိုလောက်ရှိလို့တော့ခိုင်းတာဗမာလို့ဆိုဒါပဲဟုတ်ဖြစ်သေးတယ်မဟုတ်လားဟဲ့လောက်ရှိတော့အဲ့လိုမျိုးဆိုရင်ဗမာနဲ့တော့ဆင်မာလောက်ရှိတော့တရုတ်စာအရင်တော့မခက်လောက်ဘူးပေါ့နော်ဗမာလို့တခြားဘာသာပြန်တတ်တယ်ဆိုလို့ရှိရင်လောက်ရှိတော့speaking ပြောတဲ့အခါမှာလည်းပိုပြီးမြင်သားလိုက်မယ်လောက်ရှိခုရှင်းပြပေးတယ်လို့ပေါ့နော်ဗမာမှာလည်းဒီလိုလေးအသုံးတာရှိရလေဟုတ်တယ်ဟဲ့နင်တို့ဒါဖြစ်တယ်မဟုတ်လားအဲ့လိုမျိုးဆို push လေးနဲ့သုံးပေးလိုက်အောင်မယ်အဲ့တော့ဘာဖြစ်တာလဲ才一个月才认识一个月ဆိုတော့တလားပဲသိတာမှရှိကြသေးတယ်မလားဆိုင်ဆိုတော့ရှိတော့ဖြစ်တဲ့ process တကွာလို့ရှိတော့ HSK3 မှာတင်မှုတော့ဟုတ်တယ်မလား process တခုကနောက်ကျမှဖြစ်တယ်ပြောရအောင်လို့တော့တိတ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဖြစ်ရမယ့်အချိန်မှာမဖြစ်တာမျိုးပြောရအောင်တလားပဲရှိသေးတယ်ဆိုတော့တကယ်ဆိုရင်လူ2ယောက်လက်ထပ်တယ်ဆိုလို့ရှိရင်အနည်းဆုံးတော့အဲ့လိုမျိုးပေါ့နော်6လတစ်နှစ်အဲ့လောက်တော့သိမှလက်ထပ်တာအဆင်ပြေမယ်ပေါ့ဒါပုံမှန်လောက်ဆိုတော့ average ခံမှန်းကြတာပေါ့နော်ဒါပေမဲ့သူတို့ကတလားတဲ့နဲ့သိပြီးတော့လက်ထပ်ချက်ချင်းလက်ထပ်တော့မယ်ဆိုတော့ဒါ process တစ်ခုကဘယ်လိုပြောမလဲတိတ်ပြီးတော့နည်းနည်းတတ်မှတ်တဲ့တားကကိုမရောက်ပဲနောက်ကျနေအဲ့လိုပုံစံမျိုးလို့ခြိုင်နဲ့တုံးလိုက်တာပေါ့နော်အဲ့တော့တလားပဲရှိကြသေးတယ်မဟုတ်လား虽然我们认识的时间不长但我从来没这么快乐过虽然ကကြတော့ညာလေ我们认识的时间不长ဆိုတော့ငါတို့သိတာမကြာသေးပေမဲ့လေเนาะငါတို့သိတဲ့အချိန်ကာလကသိတဲ့အချိန်ကာလမကြာသေးပေမဲ့လေ但是我从来没这么快乐过ဒါပေမဲ့ငါတခါမှဒီလောက်မပျော်ရွှင်ဘူး老师ပြောနော်ချုံလိုက်ရင်တော့မှညာတော့အဖြစ်တော့ negative လိုက်တယ်တကယ်လို့ချုံလိုက်ရင်တော့မှ negative မဟုတ်ဘဲနဲ့ positive လိုက်လာမယ်ဆိုရင်တော့အမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်နော် negative လိုက်ရင်တော့ဘယ်တော့မှဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်တယ်အဲ့တော့两个人在一起တဲ့လူနှစ်ယောက်အတူရှိမယ်ဆိုလို့ရှိရင်လူနှစ်ယောက်အတူရှိဖို့ဆိုလို့ရှိရင်ပြောနော်လူနှစ်ယောက်အတူနေကြတော့မယ်ဆိုလို့ရှိရင်老师တို့တရုတ်မှာတောင်းတယ်လေ我们在一起吧ဆိုတော့ငါတို့အတူတူနေကြအောင်ဆိုတော့ငါတို့我们就要结婚了ငါတို့လက်ထပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်我们要结婚了အဲ့လိုအဓိပ္ပာယ်မျိုးပဲအဲ့တော့最好နဲ့အကောင်းဆုံးကတော့男有共同的兴趣和爱好ဘာလဲခုန老师ပြောဝါသနာကြီးတူရမယ်စိတ်ဝင်စားမှုတူရမယ်ပေါ့နော်ပြောကိုယ်နဲ့ကိုက်ညီရဲ့လူဖြစ်ရမယ်ပေါ့အဲ့တော့我们有很多共同的爱好经常一起打球唱歌做菜ငါတို့မှာတဲ့ဘုံတူနေတဲ့ဝါသနာတွေအများကြီးရှိပါတယ်ပေါ့နော်经常မကြာခဏဆိုသလို一起打球ဘောလုံးအတူတူစောကြတယ်唱歌တချင်းတွေဆိုကြတယ်做菜ဟင်းထမင်းတွေချက်ကြတယ်အဲ့တော့မှ李老师ကပြောလဲ看来ကြည့်ရတာ你真的找到适合你的人了祝你们幸福真的找到ဆိုနေတကယ်ရှာတွေ့သွားပြီထင်တယ်适合你的人了ဆိုတော့နေ right person ရှာတွေ့သွားပြီထင်တယ်ပေါ့နော်祝你们幸福အဲ့တော့你ကိုပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ဆိုပြီးတော့ပါတယ်အဲ့တော့老师တို့第三课လေးကိုဆက်ကြည့်အောင်ပေါ့နော်课文三လေးကိုရေးကြည့်အောင်第三课လို့ပြန်课文三လေးကိုကြည့်အောင်ပေါ့နော်课文三လေးကကြာ高老师နဲ့李老师了解往后的生活老师ခုနကတော့တစ်ခါပြောရနော်အစမှာပြောလိုက်သေးတယ်တစ်ခုနဲ့တစ်ခုကဆက်ဆက်နေရနော်သူကအခုအကြောင်းတွေပဲစတိုက်ပြောမှာဒီလားပထမဆုံးတစ်ခုကပါလေဒီခုနအခုဝမ်ချင်းအကြောင်းမလားဝမ်ချင်းနဲ့ခုနကတော့ဝမ်ချင်းကခုနကတော့ပထမဆုံးစာပိုင်းမှာဘယ်သူနဲ့ဆွေးနွေးတာလဲစွမ်းရဲနဲ့သူတငယ်ချင်းနဲ့ဆွေးနွေးတာဘာအကြောင်းဆွေးနွေးတာလဲဝမ်ချင်းကောင်လေးရဝါးဆိုတဲ့အကြောင်းဆွေးနွေးတာဝမ်ချင်းကောင်လေးရဝါတာဘာမှကြာသွားလဲသူတို့တက္ကသိုလ်မှာအတူတူတည်ရင်းနဲ့အဲ့လိုမျိုးရသွားတာဟုတ်တယ်မလားပြီးရင်နောက်တစ်ခုကကျတော့ဝမ်ချင်းကသူကအဲ့လိုမျိုးပေါ့နော်လက်ထက်တဲ့အဲ့လိုမျိုးလက်ထက်တော့မယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကိုပြောကြတယ်ပြီးရင်နောက်တစ်ခုကကျတော့ဗာလဲ李老师ပဲရသွားပြီလားသူဟို李老师တို့ရုပ်ရှင်တွေမှာဆိုတချို့ဂျပန်ကားတွေမှာရှိရလေအရင်ဆုံးဒီမင်းသားနဲ့မင်းသမီးအကြောင်းအရင်စားတယ်မင်းသားနဲ့မင်းသမီးအကြောင်းနေတော့အဲ့မင်းသားနဲ့ဥမာမင်းသမီးကသူ့တငယ်ချင်းနဲ့ကိုမင်းသားသူ့တငယ်ချင်းနဲ့ဒီမင်းသားအကြောင်းဘယ်လိုတွေ့ရဆိုတာပြောပြတာပြီးရင်နောက်တစ်ခုကကျတော့ဗာလဲခုနဆရာရှိကိုရောက်သွားတယ်ဆရာရှိကိုရောက်သွားတယ်ဆိုလို့ရှိရင်老师တို့ဗာလဲခုနလက်ထက်တဲ့အကြောင်းပြောရဟာနောက်တစ်ခန်းရောက်သွားပြီအဲ့လိုသူ့ခန်းနဲ့သူပေါ့နော်老师တို့ဟို story လေးတစ်ခုလိုပဲပြီးရင်အဲ့ဆရာနှစ်ယောက်ကကျတော့အခုဗာလဲဟိုကောင်မလေးကလာပြီးတော့ဖိတ်စာဖိတ်ပြီးသွားတဲ့အချိန်မှာဆရာနှစ်ယောက်ကနေပြီးတော့ဗာလုပ်မလဲဆိုတော့结了ဆွေးနွေးကြမယ်结婚后的生活လက်ဖက်ပြီးတယ်လက်ထပ်ပြီးနောက်ဘဝအခြေအနေကိုဆွေးနွေးကြမယ်နော်ဒါအဲ့လိုမျိုးဟိုလာရှိတော့ရုပ်ရှင်နဲ့မြင်တာအောင်ကြည့်မယ်ဆိုတော့သူ story လေးတွေတစ်ဖြက်ပေါ့နော်တော်ဟာနေတာအဲ့လိုမျိုး
အဲ့တော့ဟို HSK4 ကလေးလာတာစိတ်ဝင်စားဖို့ကောင်းပါတယ်လို့ရှိလို့ဒီချာလေးကြည့်ရင်ဒီထဲမှာအဲ့လိုမျိုးဘ ഹു တုတရစရာအကြောင်းလေးလည်းပါတယ်ဘာလို့တော့ဆောင်းမပုံစံမျိုးလေးလည်းနည်းနည်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်လိုမျိုးဟို story တခုသူတို့ဘာသာသူတို့ဖန်တီးပြောတာမျိုးမဟုတ်ဘဲနဲ့တကယ်အပြင်ကလက်တွေ့အခြေအနေနဲ့လည်းသူကကိုက်ညီတဲ့စာသားတွေ sentence တွေအများကြီးထည့်ထားရဲပေါ့နော်အဲ့တော့ပြီးရင် workbook ကိုလောက်ရှင်းတဲ့အခါမှာလည်းနည်းနည်းလေးပြောပြမယ်အဲ့ဟာလေးတွေကလေဘယ်လိုဆက်ဆက်လဲဆိုတာလောက်ကျတော့လောက်ဖြစ်တာလေး session လာအောင်နော်ရှောင်းဝါကကြတော့လူနေထိုင်မှုဘဝကိုပြောတာကန်းကားကြတော့လောက်ရှိတော့မကြသေးခင်ကဆိုတဲ့အတိတ်ပဲမျိုးလာမန်ကကြတော့ romantic ကိုပြောတာကုတ်ကကြတော့လုံလောက်ပြီsorry ကုတ်ကကြတော့လုံလောက်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ချွဲတံကကြတော့အားနေချက်လောက်ရှိတော့ချွဲတံရဲ့စံကျင်ဘက်ကကြရိုးတံနော်ရိုးတံဆိုရင်အားတာချက်ပြီးရင်ကျဲရှုပ်ကကြတော့လက်ခံတာကောင်းကတော့ဒါမျိုးပေါ့နော်အဲ့တော့ရှုံးဝေါ်ဘယ်လိုသုံးလဲကြည့်အောင်ရှုံးဝေါ်ကတော့လောက်ရှိလို့သုံးတတ်မယ်ထင်ပါတယ်ဒီထက်မှကြည့်မယ်我们的生活一直挺幸福的ငါတို့ရဲ့ဘဝတွေက一直挺幸福的တစ်လျှောက်လုံးပြောဖို့ကောင်းခဲ့ပါတယ်အဲ့လိုမျိုးလောက်ရှိလို့သုံးသွားရပေါ့နော်ကန်းကကြတော့မကြသေးခင်ကကန်းကကြတော့လောက်ရှိလို့ကဲရဲ့နောက်မှာများတော့ verb ပဲအမြင်လိုက်ရတယ်လောက်ရှိလို့ရှောက်တော့ဘာလို့ပုံစံမျိုးပဲเนาะသူကမကြသေးခင်ကဆိုပေမဲ့သူကကန်တလုံးနဲ့ဆိုရင်တိုင်းပုံမဟုတ်ဘူး adverb ပုံစံလို့သုံးတာအဲ့တော့ကန်ဒီမှာ我和丈夫刚结婚的时候ငါနဲ့ငါခင်ပုံကလက်ထပ်ခါစားအချိန်တုန်းကခါစားဆိုတဲ့အချိန်ပေါ့เนาะမကြသေးခင်ကဆိုတဲ့အတွက်လောက်ရှိလို့ဒီမှာတော့နည်းနည်းကန့်ညီအောင်ပြန်မယ်ဆိုလက်ထပ်ခါစားအဲ့လိုခါစားဆိုတဲ့အချိန်လက်ထပ်ခါစားအချိန်တုန်းကလက်မှန်ကကြ romantic只有浪漫和新鲜的感是不够新鲜感是不够的အဲ့တော့只有ဆိုတာဒါပဲရှိမယ်ဆိုလို့ရှိရင်ဘာသာပဲလေလောက်ရှိတော့浪漫ဆိုတာ romantic ဆန္ဒတွေပြီးရင်新鲜感ဆိုတာခံစားချက်တွေလက်ဆက်နေတာနဲ့တည်း是不够的ဆိုတော့ဗာလေမလုံလောက်ဘူးကိုကလုံလောက်တယ်不够的ဆိုတော့မလုံလောက်ဘူးပေါ့နော်ပြောရရင်တော့အိမ်တော်ကြီးတစ်ခုထီထောင်ရင်ဆိုရင်လောက်ရှိတော့ romantic ဆန္ဒတွေခံစားချက်တွေလက်ဆက်နေုံနဲ့မလုံလောက်ဘူးပေါ့နော်ကျန်တာကြီးလည်းရှိမှရမယ်ပေါ့လို့ပုံစံမျိုးချွဲတံကကြလောက်ရှိတော့အားနေချက်ကိုပြောတာအဲ့တော့你我每天看我现在每天看到的都是他的缺点我现在每天看到ဆိုတော့ငါခုနေ့တိုင်းတွေ့မြင်လာရတာဒီအားလုံးက是他的缺点ဆိုတော့是ဖြစ်ပါတယ်ပေါ့နော်ဘာဖြစ်တာလဲ他的缺点ဆိုတော့သူ့ရဲ့ဒီအားနည်းချက်တွေပဲဖြစ်ပါတယ်ပေါ့နော်ပြောရတော့လူနှစ်ယောက်လက်ထပ်လိုက်ပြီဆိုလို့ရှိရင်နောက်ပိုင်းကျရင်အားနည်းချက်တွေကိုမြင်လာရတယ်ပေါ့နော်ပထမတော့ကြိုက်ခါစားချင်းတော့သူ့ရဲ့အကောင့်ကွက်တွေပဲရွေးမြင်တာပေါ့ဒါပေမဲ့နှစ်ယောက်ကအတူတူရှိလာပြီဆိုလို့ရှိရင်နောက်ပိုင်းကျတော့အားနည်းချက်တွေလည်းမြင်လာရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့ trade ဆိုတော့ရှိတော့အားနည်းချက်ကိုပြောကျဲရှုပ်ခါကျတော့လက်ခံတာနော်လက်ခံတယ်ဆိုတော့对ဒီမှာဘယ်လိုသုံးထား接受只有接受了他的缺点你们才能更好的一起生活只有接受了ဆို只有ဆိုတာဒါပဲတက်နိုင်တယ်ခုနကတော့ဒါပဲရှိမယ်ဆိုလို့ရင်ဒါပဲတက်နိုင်တယ်ဆိုရင်เนาะအဲ့တော့ဒါပဲဆိုတဲ့အဓိပ္ပာယ်အဲ့တော့只有接受了他的缺点ဆိုတာဒါကြောင့်လို့ရှိတော့ဘယ်လိုဘာသာပြန်လဲဆိုသူ့ရဲ့အားနည်းချက်တွေကိုဒါနေလက်သူ့ရဲ့အားနည်းချက်တွေကိုလက်ခံနိုင်မှတာ你们才能更好的一起生活ဆိုတော့နင်တို့ဘဝတစ်ခုကိုပို့ပြီးတော့ကောင်းမွန်စွာဖြတ်တန်းလို့ရနိုင်မယ်အဲ့လိုမှမဟုတ်ရင်တော့မရနိုင်ကြီးကိုခြိုင်းနေတွေ့ပါနော်ဒါဖြစ်မှဒါဖြစ်မယ်ဆိုတဲ့အထိပဲလောက်ရှိလို့ကြီးကိုခြိုင်းရဲ့ပတ်တန်အရှင်းဟာကိုလောက်ရှိလို့အဆက်မလုပ်ဖဲနဲ့အနောက်ကဟာရဖြစ်မလာနိုင်အဲ့လိုမျိုးဆိုရင်လောက်ရှိလို့ကြီးကိုခြိုင်းနေတော့လေပေါ့နော်နင်ဒါမလုပ်ဖဲနဲ့ဒီလိုမျိုးလောက်ဆိုတော့ဒီလို sentence မျိုးလည်းသုံးလို့ရအောင်只有每天努力学习才能通过汉语考试เนาะ汉语水平考试နေ့တိုင်းစာကိုစူးစမ်းပြီးလေ့လာသွားမှသာဗာလေစာမေးပွဲကို HSK စာမေးပွဲကိုကောင်းကောင်းအောင်မြင်နိုင်မယ်စာမလေ့လာရင် HSK စာမေးပွဲအောင်မှာမဟုတ်ဘူးအဲ့လိုတိတ်ပဲမျိုးအဲ့တော့ကြီးကိုခြိုင်းဆိုအဲ့လိုပတ်တန်မျိုးမှာတော့နော်အဲ့တော့စာကြောင်းတစ်ချောင်းလုံးကြည့်အောင်高老师和李老师聊的结婚后的生活အဲ့တော့高老师အရင်ပြောမယ်听说ပြောတန်ကြတာကတော့您跟妻子结婚快12年了您呢ဇနီးတဲ့လက်ထပ်တာ快12年了နောက်တော့ကြိုးရောက်နေတော့ကြိုးရောက်ကကြတော့ကိုလုံးမဲ့အရာ快
ခွိုက်လာဆိုလဲဖြစ်လာတော့မယ်အရာပဲဒါပေမဲ့ဒါကကျတော့ကိုလောက်တာမဟုတ်သူ့ဘာသာသူအချိန်တစ်ခုအရာဖြစ်လာတော့မှာနော်အဲ့တော့20年了ဆို20ရှိလာတော့မယ်ငါလက်ထပ်တော့မယ်20ရှိတော့မယ်ဗမာလို့ဆိုနှစ်ခုလုံးကတော့ဒေါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်လာတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲဒါပေမဲ့ဗာနဲ့တစ်ခုကကျတော့ကိုကလောက်တဲ့အခြေအနေတစ်ခုကကျတော့သူ့ဘာသာသူဖြစ်လာမယ်အခြေအနေကိုဘာသာကိုသူ့ဘာသာသူဖြစ်လာမယ်အခြေအနေဆိုခွိုက်လာနဲ့သုံးရတယ်ကိုကလောက်တဲ့အခြေအနေဆိုကြိုရလာနဲ့သုံးရတယ်နော်လို့ရှိတော့အဲ့တော့ quite sorry quite 20年了ဆို20ရှိတော့မယ်เนาะအနေနဲ့နေ့စနစ်တက်လက်ထပ်တာအဲ့တော့တောင်း6月9号6လပိုင်း9ရက်နေ့ကိုရောက်ရင်တွေ့လားလို့ရှိတော့ရောက်ရင်အရှိကိုထုတ်ရတယ်ဗမာမှာရောက်ရင်အနောက်မှာအဲ့တော့တောင်း6月9号9လပိုင်း6ရက်နေ့ကိုရောက်ရင်我们就结婚20年了我们就结婚ဆိုတော့ငါတို့လက်ထပ်တာ20年了20ပြည့်ပြီပေါ့နော်အဲ့တော့这么多年ဒီလောက်နှစ်တည်းအကြာကြီး我们的生活一直挺幸福的ငါတို့ရဲ့ဘဝကြီးကအတခြားလုံးပေါ့နော်挺幸福的ဆိုတော့တော်တော်လေးပျော်ရွှင်ချမ်းမြေ့စရာကောင်းခဲ့ပါတယ်အဲ့တော့ကောင်း老师ဘာတင်ပြောလဲ我和丈夫刚结婚的时候ငါနဲ့ငါခင်ပွန်း刚结婚的时候ဆိုတော့လက်ထပ်ခါစားအချိန်တုန်းကဒီလိုဘာသာပြန်တယ်နော်လက်ထပ်ခါစားအချိန်တုန်းက每天都觉得很新鲜အဲ့တော့每天都觉得ဆိုနေ့တိုင်းထင်တာကခံစားရတာကအရင်ကိုခံစားချက်တွေလက်ဆက်တယ်လို့ခံစားရတယ်在一起有说不完的话在一起ဆိုအတူနေလာလေ有ရှိတယ်ဘာရှိရလဲ说不完的话ဆိုတော့说不完的话ဆိုပြောစရာစကားတွေမကုန်နိုင်ဘူးလို့ပြောတာနော်ဒီလို sentence လေးကြလို့ရှိတော့ဒီတိုင်းများများဖတ်ကြည့်နော်ဟို sentence ကြီးတွေကိုဘယ်လိုတိဆောက်တယ်ဆိုပြီးစဉ်းစားတာအထက်ဆိုင်ဒါကြီးကလို့ရှိတော့ပါစကတဲ့ကနေဘာမှချင်းစရာမလိုတမ်းပြီးပြောလိုက်လို့ရတဲ့ဟာတွေအဲ့တော့在一起有说不完的话နေတာကြလာလေပြောစရာစကား sorry နေလက်ထက်ကစားချင်တော့စကားတွေကလည်းပြောလို့မကုန်နိုင်但是现在ဒါပေမဲ့အခုတော့ဆိုပြီးတော့အိမ်မှာ sentence ကဆက်မလာတော့အဲ့ဒါလေးလောက်ရှာပြောတယ်两个人共同生活လူနှစ်ယောက်ကဘဝတစ်ခုကို sharing လုပ်ပြီးနေပြီဆိုရင်အဲ့လိုပုံစံမျိုးပေါ့နော်ပြောရအောင်လို့ရှိတော့ဘဝနှစ်ခုကိုအတူတူတိဆောက်ကြပြီဆိုရင်လို့ရှိတော့ဘာမှတော့vocab ပိုကျွဲသွားတော့စာကြောင်းလှကျင်的老把它点录下来了，然后只有浪漫和新鲜感是不够的，而且也 romantic scenario 是用的，let's say 看啥子的 romantic scenario 是用了呢，没弄老婆，大家只有差不多毛不喏，大白是用的是的对不对？大白是用的没弄老婆，你说的对啊，你表达慢呢。我现在每天看到都是他的缺点，我估对我明年里阿龙嘎巴嘞，他的缺点说对阿那这里也骗你嘞。အဲ့တော့ဒီ老师ကဘာပြန်ပြောလဲဆို两个人在一起时间长了လူနှစ်ယောက်ကအတူတူနေတဲ့အချိန်ကြာလာရင်就会有很多问题အဲ့တော့就会有ဆိုတော့တွေ့ကြုံလာလိမ့်မယ်ပေါ့နော်တွေ့လာလိမ့်မယ်ဘာလဲဆို很多问题ပြဿနာကြီးအများကြီးဒီမှာမေးခွန်းမဟုတ်နော်ပြဿနာကြီးအများကြီးတွေ့လာလိမ့်မယ်只有接受了他的缺点他只有才不得ဒီဟာလုံးမအနောက်ကဟာဖြစ်မယ်အဲ့တော့နင်တွေ့အားနဲ့ချက်ကိုလက်ခံမှာ你们才能更幸福的一起生活နင်တို့နှစ်ယောက်ဘဝတစ်ခုကိုကောင်းကောင်းဖြတ်သန်းလို့ရနိုင်ပါမယ်ဆိုပြီးတော့ပြောပါတယ်အဲ့တော့老师တို့ story လေးတော့ပြီးတော့ပြီးဟိုက်ပေါ့နော်老师ပြောတော့ဒါလေးတွေလေးလာခြင်းလေစာလိုလေးလာတဲ့ကွက်ကိုမျက်လုံးထဲမှာအဲ့လိုပေါ့နော်老师ဆိုအဲ့လိုမျိုးလေးဟိုအေးတချို့ရုပ်ရှင်လေးရှိရလေဘဝဆန်ဆန်ရိုက်ထားတဲ့ကားတွေရှိရကိုရီးယားမှာလည်း老师တို့ရှိပါတယ်တခါ老师ကိုရီးယားကမှတခါတွေ့လိုက်တယ်အဲ့လိုမျိုးပဲဟိုသမီးစားကနေပြီးတော့မောင်နှမချစ်ချင်းမြတ်တာကိုရောက်သွားတယ်အဲ့ဒီကောင်မလေးဘက်ကမောင်နှမချစ်ချင်းမြတ်တာရှိကိုရောက်သွားတယ်ပြီးလိုက်ပြီးတော့နောက်တစ်ခုကပါလေနောက်တစ်ခုကနေပြီးတော့အဲ့မောင်နှမတွေကနေမှပဲသူတို့ထိမ့်သိမ်းထားတဲ့စောင့်ရှောက်တဲ့အဖွားရဲ့အဲ့လိုမျိုး story အကြောင်းထပ်ရောက်သွားပြန်အောင်ပြီးရင်ကောင်လေးဘက်ကိုတစ်ချက်ပြန်လှည့်ပြန်အောင်အဲ့လိုမျိုးပေါ့နော်သူ့အပိုင်းလေးနဲ့သွားတော့ပဲနောက်ဆွတို့ဒီ HSK4 မှာအဲ့လိုစာကြောင်းတွေဖွဲ့စည်းထားတဲ့ပုံစံတွေကဓာတ်ရိုက်မဆက်တော့အဲ့လိုမျိုးလေး story လေးနည်းနည်းချက်ချက်မှုတော့ရှိရပေါ့နော်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးပုံဖော်ပြီးတော့ဟိုစာလေးလာတယ်ဆိုရင်ပို့ပြီးတော့မြင်သားလိမ့်မယ်ပြီးတော့ခုနကပြောသလိုပဲပေါ့နော်ဒီဟာလေးတွေကို老师 HSK3 မှာတော့ဆိုရင်老师စာရှင်းတဲ့ပုံစံက HSK3 ကိုဟိုက်လို့ဆိုရင်ဗာလေဒီ sentence တွေsorry ရှင်းစတွေကိုအတိတ်ပဲတွေပြပြလိုက်တယ်ပြီးရင် sentence တွေကိုရှင်းပြရဲပြီးရင် grammar ရှင်းပြတယ်အဲ့လိုပဲသွားတာအခုတော့ 老师ပါတစ်ခုပို့ထည့်ပေးထားတယ်ဗာလဲဆိုတော့ဒီရှင်းစတွေကိုသုံးတဲ့ပုံစံလေးကိုပါပြန်ပြောပြပေးထားတယ်เนาะစာကြောင်းထဲမှာရှာပြီးတော့ဘာလဲဆိုတော့ဒီအတိုင်းလေးအဲ့လိုမျိုးကြီးဟို vocab တွေကိုချက်တာထက်စားရင်
sentence တိဆောက်ပုံမှာမြင်သွားတယ်ဆိုလို့ရှိရင် focus ကို focus ရဲ့အဓိပ္ပာယ်ကိုလည်းတည်တတ်မှတ်စေရမလို့တော့ပြီးရင်နောက်တစ်ခုအားသာချက်ကပါလေ HSK4 မှာပါလာမယ်ပေါ့နော်HSK4 မှာပါလာမယ်exercise ပေါ့နော်老师တို့写字စာရေးတဲ့ writing အပိုင်းမှာပါမယ်သူကပုံ figure ကိုကြည့်ပြီးတော့ဝါကြပြန်ဖွဲ့ခိုင်းတာပေါ့နော်ကြောက်ကျွေးစလောက်ရတဲ့အပိုင်းအဲ့အပိုင်းကိုပါ practice လုပ်ပြီးသားဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါကတော့老师 workbook ကိုရှင်းပြတစ်ချက်ပြန်ပြောပြပေးမယ်လောလောဆယ်ကတော့နောက်ဆုံးတစ်ခုရွေးဖာသွားအောင်ပေါ့နော်ဒီခက်ဝန်3ခုနဲ့တွေ့ဝ3ခုနဲ့ဆိုင်တဲ့ရွေးဖာတွေဒီမှာရှိတယ်အဲ့တော့ရွေးဖာတွေကဘာရှိမလဲဆိုတော့ပူကျင်မြင်လာမယ်ပူကျင်ကဒါမကပူကျင်ဘာရင်းနဲ့တွဲလေးရှိလဲဆိုတော့ရေဟာရ arch အဲ့3ခုနဲ့တွဲလေးရှိပါတယ်တဲ့အဲ့တော့ဒါမကဒါလည်းဖြစ်တယ်ဒါမကဒါလည်းဖြစ်သေးတယ်ဒါမကဒါလည်းဖြစ်တယ်အတိအကျတော့ဒါမကဒါလည်းဖြစ်တယ်ဒီ saturation ကဥမာသူကညံကောင်းတာမကတော်လဲတော်တယ်အဲ့လိုအဓိပ္ပာယ်မျိုးလေးတွေပေါ့နော်ဒါပေမဲ့ဒီမှာကပူကျင်တော့ဘာမှမမြင်နောက်မှာဟာကျတော့လို့ရှိလို့ sentence အရှိလာမှာပေါ့နော် subject verb object ပြည့်စုံတဲ့ဒါမှမဟုတ် verb object ဒါအဲ့လိုမျိုးပြည့်စုံတဲ့ sentence တစ်ခုလာလိမ့်မယ်လို့ရှိလို့ကြည့်အောင် lesson 1နေစား sorry နံပါတ်1ဟာလေးကနေ example ကိုသုံးတာကြည့်အောင်ပေါ့နော်အဲ့တော့ပူကျင်ကတဲ့他不仅提出求得好，性格也不错。ဒီမှာဆိုရင်ပူကျင်တဲ့ဘာကိုတွဲပြပါလဲ။ရေကိုတွဲပြီးသုံးပြပါတယ်။သူကဘောလုံးကနာကောင်း用တာမကစရိုက်လက္ခဏာလည်းမစိုး။小时候ငငယ်လေးတော့他经常生病，သူကအရင်ကမကြာခဏဖျားလေးရှိတယ်။所以每天都去跑步锻炼身体။အဲ့ဒါကြောင့်မလို့နေ့တိုင်းဒီပါအပြေးလေးကျင့်ခံနေလောက်ရတယ်ပေါ့နော်။ပြေးရတယ်ပေါ့။谁也没有想到ဘယ်သူမှမထင်ထားမိဘူး长大以后အသက်ကြီးလာတဲ့အခါမှာ他不仅身体健康还成了一名长跑运动员长跑运动员ဆိုတော့老師တို့ဘာပြောရလဲဆိုတော့တာဝေးပြေးသမားကိုပြောတာเนาะတာဝေးပြေးသမားတစ်ယောက်ဖြစ်လာခဲ့တယ်အဲ့တော့ဒီမှာပူကျင်တဲ့ဘာကိုသုံးရလဲဟိုင်ကိုသုံးရတယ်ပူကျင်身体健康ဆိုတော့ကျန်းမာရေးကောင်းသွားရုံသာမကဟိုင်းချိန်လာဖြစ်သွားသေးတယ်ဘာလဲအပြေးတာဝေးပြေးသမားတစ်ယောက်တောင်ဖြစ်သွားသေးတယ်အဲ့လိုသုံးရတယ်เนาะ我打算去云南玩云南玩ဆိုတော့ငါဒီစီစဉ်ထားတာကတော့云南ဘက်မှာသွားပြီးတော့လေဘက်ကိုစီစဉ်ထားတာထင်းလျှောက်ပြောတန်ကြားတာကတော့那边不仅很美အဲ့ဒီဘက်ကဆိုလှယုံသားမက而且人也非常热情လူတွေကလည်းပဲအရန်ဖော်ရွေတယ်အဲ့ဆိုရင်老师တို့ပူကျင်တဲ့အားချက်ကိုသုံးပါတယ်အဲ့တော့ကြိုက်တာနဲ့တော့ပေါ့နော်အစင်ကုန်ပြေးမြင်老师တို့ sentence 3ခုရှိတယ်ကိုယ်က brightness လုပ်ကြည့်ပါရေရဲ့ပူကျင်အားချက်3ခုရှိရပေါ့နော်ပြီးရင်နောက်တစ်ခုကကြောက်老师တို့ပါလဲချုံလိုက်ရ老师ပြောရနော်ချုံလိုက်ရများသောအားဖြင့်တော့is usually your negative sentence နော်老师တို့ negative sentence မှာသုံးတာတော့များတယ်ဒါပေမဲ့老师တို့ positive မှာသုံးတာမျိုးလည်းတစ်ခါတလေရှိပါတယ် positive မှာသုံးရင်ကျတော့ဘယ်လိုလဲဆိုတော့အမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်老师တို့ sentence လေးကြည့်အောင် sentence လေးချင်းပုံမြင်သားအဲ့တော့1ကိုကြည့်အောင်老姜这个人开胃从来不迟到今天到现在还没来今天到现在还没来可能是有什么事情你打个电话问问他吧老姜ဆိုရလူเนาะ老姜ဆိုရ这个人ဆိုဒီလူကဆိုလို့ရှိရင်开会从来不迟到သုံးလိုက်ပြီလား开会从来不迟到အစည်းအဝေးကိုတခါမှနောက်မကျဘူး今天到现在还没来ဒီနေ့တော့အခုထိတောင်မလာသေးဘူး可能是有什么事情可能是有什么事情ဖြစ်နိုင်တာဘာကိစ္စရှိနေလဲမသိဘူး你打个电话问问他吧你ဖုန်းလေးဆက်ပြီးသူ့ကိုမေးကြည့်ပါလားဆိုပြီးပြောသွားတယ်ပြီးနောက်တစ်ခါ虽然နဲ့တုံးတယ်虽然我们认识的时间不长ဒါတော့ရှိတော့ပေါ် sentence ပါတော့但是从来没这么快乐过ဒီမှာလည်း从来ဘာနဲ့တုံးသွားလဲ negative နဲ့တုံးသွားတယ် number 3这家面馆နဲ့从来နောက်မှာဘာတွေ့လဲလို့ရှိတော့ positive တွေ့လား只卖一种东西只卖ဆိုတာဒါပဲရောက်နေ一种东西ဆိုတာအမျိုးအစားတစ်မျိုးပဲရောက်နေအဲ့တော့ဒီမှာဆိုချုံးလာလို့ရှိတော့ဘယ်လိုဘာသာပြန်မလဲအမြဲတမ်းလို့ဘာသာပြန်အမြဲတမ်း
မြဲတမ်းအမျိုးအစားတစ်မျိုးပဲရောင်းတယ်ဘာများလားလဲ牛肉面ဆိုတာလို့ရှိလို့အမဲခောက်ဆွဲတစ်မျိုးပဲရောင်းလို့ရှိတယ်ရင်းဝေးတဲ့အပဲဘာကြောင့်လဲဆိုတော့面做的很好吃သူ့ရခောက်ဆွဲကလောက်ထားတာအရင်ကောင်းတယ်而且它အပြင်ကို不贵ဈေးကလည်းမကြီးဘူး很多新客人变成了老客人အဲ့တော့ဒီ customer အသစ်တော်တော်များများ customer အဟောင်းတွေဖြစ်သွားကြတယ်ပေါ့နော်ပြောရအောင်လို့ရှိလို့ပထမဆုံးတစ်ချိန်လာစားတယ်နောက်တစ်ချိန်လည်းထပ်လာစားနောက်တစ်ချိန်လည်းထပ်စားတယ်နောက်ဆုံးကျတော့ long current တွေတော့ဖြစ်သွားတယ် long current 又带来更多新客人အဲ့တော့ long current တွေကလည်းဗာလေ带来ဆိုရုပ်带来ဆိုတော့တည်ဆောင်လာကြတယ်很多更多新客人ဆို customer အသစ်တွေအများကြီးကိုထပ်ပြီးတော့တည်ဆောင်လာကြတယ်အဲ့လိုမျိုးလို့ရှိလို့ပြောသွားတယ်ပေါ့နော်အဲ့တော့ဒါကပူချင်ကိုသုံးသွားတယ်ဟာsorry 冲လိုက်ကိုသုံးသွားတယ်ဟာ冲လိုက်ကိုသုံးသွားဆိုတော့老师ပြောတယ်ပဲ冲လိုက်ရင်နောက်မှာပူလိုက်တာပါမယ်冲လိုက်ရင်နောက်မှာပူမလိုက်ရင်တိုးလိုက်တာပါတိုးလိုက်တာတော့老师 positive sentence ပေါ့နော်အဲ့တော့冲လိုက်ရင်နောက်မှာများသောအားဖြင့်တော့ negative လိုက်ပါတယ် negative လိုက်ရင်ဘယ်တော့မှဆိုရအတိတ်ပဲ positive လိုက်ရင်အမြဲတမ်းဆိုရအတိတ်ပဲเนาะဒါလေးတွေ sentence ကိုပြီးရင်ကို sentence တစ်ကြောင်းဖွဲ့ကြည့်ပြီးတော့ sentence 3ပုတ်လုပ်ကြည့်ပေါ့နော်ဖွဲ့ကြည့်ပြီးရင်ကန်းကားကြတော့ခါစဆိုတဲ့အချိန်ခါစဆိုတဲ့အတိတ်ပဲเนาะငါတို့လက်ထက်ခါစားကငါတရုတ်ပြည်ကိုရောက်ခါစားကငါတရုတ်စာလေ့လာခါစားကဘာမှလို့ဆိုခါစားကဆိုတာကဟိုးနောက်မှာနေရတာတရုတ်ကခါစားက first ရှိမှာပဲနေတယ်နော်အဲ့တော့လောရှိလို့ကြည့်အောင်သူ effort အနေနဲ့သုံးတာတဲ့နော်သူရဲ့ပတ်တောင်သိချင်နေဆိုတော့လောရှိလို့ effort ပေါ့အပေါ်ဟာကိုပြောပါရှိလားချုံးလိုက်လဲ effort အနေနဲ့ပဲနေတာပဲနော်ချုံးလိုက်လောရှိလို့များသောဖြင့် effort အနေနဲ့နေတယ်ဆိုရင်သူတို့နောက်မှာ fat လိုက်လို့သိလားeffort အနေနဲ့နေရဆိုရင် fun လိုက်လို့ဒါကကျတော့ conjunction ဆိုတာကျတော့လို့ဆို虽然但是တော့အဲ့လိုပုံစံမျိုးပဲပေါ့နော်ဒါပေမဲ့ conjunction တွေကတော့လို့ဆိုတော့အဲ့လို conjunction ဆိုရင်မှတ်စီအောင်လို့ပါဒီတိုင်းကိုသူ sentence ကမြင်သားတယ်ဒီက effort လေးတွေဘာတွေကတော့လို့ဆိုတော့ချက်မှတ်ထားပါတော့ effort ကတော့လို့ဆိုတော့များသောအားဖြင့်နော်full set တို့ဘာတော့ကျတော့တော့အနောက်မှာ fun လိုက်တယ်ပေါ့ effort ဆိုပြီးတော့တေးမှာ effort လို့ပြောရင်များသောအားဖြင့်အနောက်မှာ fun လိုက်တာများတယ်我下午刚借的那本书怎么找不到了？我下午说俺那来给弄个刚借的那本书，那来给你干嘛？俺他的第三我家里怎么找不到了？我把那么对了嘞，比如呢，你来给你弄干嘛？俺他的第三我家，比如呢，俺他那么家的的嘛，那个刚说么家的个一千看哪里对到呢？我那老师不得了不喏。တရုတ်ပြည်ကိုရောက်ခါစားဆိုတော့တရုတ်ပြည်ကိုရောက်တာမကြသေးဘူးဆိုတော့ဒီပဲနေ့လည်းကင်းတော့မှငှားထားတဲ့စာအုပ်လေးကဘာလို့မတွေ့ရအောင်လဲပြီးရင်我刚从会议室过来怎么一个人也没有对不起今天的会议改到明天上午了我刚从会议室过来ဆိုခုနလေးကမှငါဘာလုပ်လာလဲအစည်းအဝေးခန်းထဲကထွက်လာတာခုနမှအစည်းအဝေးခန်းထဲကထွက်လာတာဘာလို့တရားမှမရှိရလဲတောင်းမှမှာတဲ့အစည်းအဝေးအချိန်ကပြောင်းထားလိုက်ပြီเนาะ老师တို့并我和丈夫跟我结婚的时候每天都觉得很新鲜并在一起有说不完的话เนาะအဲ့တော့ဒီမှာဆိုရင်ကန်ဆိုတော့လက်ထက်ခါစားအချိန်เนาะအဲ့တော့ကန်ရဲ့နောက်မှာအဓိကလောက်ရှိလို့မှတ်ထားပါပါလေကန်ရဲ့နောက်မှာများသောအားဖြင့်เนาะ fat လိုက်တယ်ပေါ့เนาะဒီမှာတော့လောက်ရှိတော့အရင်ဆုံးနေရပါတဲ့အတွက်ကန်ရဲ့နောက်မှာ fat time လိုက်ပဲနဲ့နေရအောင်အရင်သုံးတယ်ပေါ့เนาะနေရအောင်အရင်သုံးပြီးတော့မှပါလေ fat ကိုလာတယ်ကော့လိုက်ဆိုတော့ fat လာတယ်เนาะအဲ့ဆိုရင်ကန်နဲ့ပတ်သက်တာလေးသုံးကြည့်ပေါ့เนาะပြီးရင်ကန်းနဲ့ကန်းချိုင်ရဲ့老师တို့ကွာခြားချက်ကိုကြည့်အောင်ပေါ့နော်ကန်းနဲ့ကန်းချိုင်ကိုလည်းရှင်းကြည့်အောင်ဒီ HSK4 မှာအဲ့လိုရွေးဖာမှာအဲ့အပိုင်းလေးတစ်ခုပို့လာတယ်။ဘာလဲဆိုတော့အဲ့လိုနှိုင်းရှင်တာပေါ့နော်စင်တူတဲ့အရာလေးတွေကိုနှိုင်းရှင်ကြည့်ကြည့်တာ။ဒါပေမဲ့အဲ့နှိုင်းရှင်တာကလေ老师တို့ဟိုလိုမျိုး adjective verb တွေအဲ့လိုမှတ်တာတဲ့ဆိုင်တချို့ဟာတွေကလေဘာမှလို့တမ်းမှတ်လိုက်တာပို့လွယ်တယ်သိလား။ဒါပေမဲ့老师ဒီမှာရှင်းပြပေးမယ်ဘယ်လိုမျိုးလဲဆိုတော့ကန်းရဲ့ကန်းချိုင်ရဲ့မားရဲ့သူ့ရဲ့ similar လက်ဒီရှမ်းထုံတင်အောင်ယဉ်ကျေးအောင်ရှမ်းထုံတင်ဆိုလို့ရှိရင်တူညီတဲ့အချက်ကပါတယ်ကန်းကောကန်းချိုင်ကောကဘယ်လိုသုံးလို့ရလဲဆိုတော့老师တို့ verb ရှေ့မှာသုံးလို့ရတယ်သိလားနှစ်ခုလုံးက effort ပုံစံမျိုးပေါ့နော် effort ပုံစံမျိုးအနေနဲ့သုံးလို့ရတယ်你叔叔刚打电话来说给你发了一个电子邮件然后呢你叔叔刚才打电话来说给你发了个电子邮件အဲ့တော့နေဦးလေးကတဲ့ခုနဖုန်းဆက်ပြီးပြောလာတယ်နေ email တပုတ်sorry သူ email sharing လုပ်ပြီးလားပေါ့နော် email ပို့ပြီးပြီလားဆိုတဲ့အကြောင်းကိုနေဦးကခုနဖုန်းဆက်ပြီးတော့ပြောလာတယ်အဲ့တော့
ခုနလေးတော့ဆက်လိုက်တယ်ခုနလေးတော့သူဖုန်းလာတယ်အဲ့လိုမျိုးဆိုရင်เราရှိလို့ကန်းချိုင်ကောနှစ်ခုလုံးသုံးလို့ရတယ်ပေါ့နော် version မှာသုံးလို့ရတယ်ဆိုမတူညီတာပါလေเราရှိကန်းနဲ့ကန်းချိုင်ရဲ့မြင်သာတဲ့အချက်ကိုပြောပြမယ်ကန်းချိုင်ကဘာနဲ့တူလဲဆိုတော့ကန်းချိုင်ကကျတော့เราရှိတော့ဥမာမင်ထန်းတို့ဘာတို့တိုင်းပုံနဲ့တူတယ်ဒီလားမင်ထန်းဆိုရင်เราရှိတော့မင်ထန်းကတိုင်းပုံဖြစ်တဲ့အတွက်ကြောင့်မလို့အရှိဆုံးမှနေလဲရတယ် subject ရဲ့နောက်နေလဲရတယ်เราရှိတခါပြောပြီးတိုင်းပုံဆိုတာကဘာလဲ subject ရဲ့တစ်ဖက်တစ်ချက်မှာနေခွင့်ရှိတယ်နော်အရှိဆုံးကိုသူထုတ်ပြီးပြောလိုက်လဲရတာပဲမရှိဆုံးမထုတ်ဖဲနဲ့ subject ရဲ့အနောက်ဖက်ရဲ့အရှိမှနေလဲရတာပဲကန်းကြတော့အဲ့လိုမဟုတ်ဘူးကန်းရဲ့ပုတ်ကဘာနဲ့ဆင်လဲဆိုတော့เราရှိလို့ရောက်တို့ရှမ်းတို့ကျင်းချံတို့အဲ့ဒါကြီးသုံးတာနဲ့ဆင်တယ်ဟိုအထူးသဖြင့်မြင်သာအောင်ပြောရင်ကျင်းချံသုံးတာနဲ့ဆင်တယ်ကျင်းချံဆိုရင်เราရှိလို့ကျင်းချံဝေါ်လို့เราရှိလို့သုံးလို့မရဟုတ်တယ်မဝေါ်ကျင်းချံပဲသုံးလို့ရဗိုက်ရဲ့ရှိမှာပဲကျင်းချံကိုသုံးခွင့်ရှိတယ်ဘာမှလို့ပြတာပြန်လိုက်ရင်တော့သူလည်းအချိန်ကိုပြောနေတာပဲဒါပေမဲ့အချိန်ကိုပြောပေမဲ့အချိန်ပုံမဟုတ်ဘူးသူ့အတိတ်ပဲမှာအချိန်ပုံပုံစံမျိုးဖြစ်နေတာဒါပေမဲ့အချိန်ပုံမဟုတ်ဘူးရောက်တို့ရှမ်းတို့လိုပုံစံမျိုးပဲသူကပြောပါပြောရအောင်အနောက်က verb ပါမှာသူ့အတိတ်ပဲပြည့်စုံမှာနော်သူတလုံးနဲ့ကိုအဲ့လိုမျိုးသွားပြီးတော့အရှိဆုံးမှာတီးတိုင်ထုတ်ပြောလို့မရကန်းချိုင်ကအဲ့လိုမျိုးကန်းချိုင်ကတိုင်းပုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ရှိတို့ပြောရတော့နောင်ပုံစံမျိုးပေါ့နော်တောင်းပုတ်တိုင်းပုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ရှိတို့ကကြိုက်တဲ့နေရာမှာကန်းချိုင်ကိုသုံးလို့ရကြိုက်တဲ့နေရာဆို subject တစ်ဖက်တစ်ချက်ပေါ့နော်အဲ့မှာကန်းချိုင်ကိုသုံးလို့ရတယ်ကန်းမှာကအဲ့လိုသုံးဖို့မရဘူးကန်းအရှိဆုံးသုံးပြီးတော့ကန်းဝေါ်ဆိုရင်လောက်ရှိတို့သုံးဖို့မရကန်းရဲ့နောက်မှာ verb like ကိုလိုက်ပြရမယ်ကန်းကသူတလုံးနဲ့မရက်တည်နိုင်ကန်းချိုင်ကတလုံးနဲ့ရက်တည်နိုင်တယ်အဲ့လိုကွာတယ်အဲ့တော့လောက်ရှိတို့ကြည့်အောင်我刚看了有闲的没有新邮件ငါခုနလေးကမှ email ကိုဆက်လိုက်တာခုနလေးကမှ email ကိုကြည့်ပြီးထားတာเนาะလောက်ရှိတော့ဗမာလိုကတော့နည်းနည်းတနိုင်ငံနဲ့တနိုင်ငံကဘာသာပြန်ပုံတွေကကွာတာဖြစ်တဲ့အတွက်ဗမာလိုဆိုဗမာလိုကတော့လောက်ရှိတော့ခုနလေးကမှလို့ပြန်လိုက်လို့ရတယ်ငါ email ကိုကြည့်ကစားဆိုစာကြောင်းပြန်ဘာသာပြန်တာမလားဘူးဟုတ်တယ်မလားငါခုနလေးကမှ email ကိုကြည့်လိုက်တာမေးကိုရှိကိုကြံ email တလည်းမတွေ့ဘူးကန်းချိုင်ကြတော့ဘယ်လိုသုံးမိလဲလောက်ရှိတော့ကန်းချိုင်ကကြတော့ဝေါ်ရဲ့အနောက်မှာလည်းသုံးတယ်ဒီမှာတွေ့လားဝေါ်ရဲ့ရှေ့မှာလည်းထုတ်သုံးလို့ရတယ်ဘာလို့ဆိုတော့အချိန်ပုတ်တိုင်းပုတ်ဖြစ်တဲ့အတွက်ကြောင့်ဝါကန်းချိုင်ချွေရှိရှုံကျန်းလာလို့သုံးလိုက်ရတယ်ကန်းချိုင်ဝါချွေရှိရှုံကျန်းလို့ရတယ်သုံးလိုက်ရတယ်နီးကေဝတာ电话了ငါကအိမ်နိုင်ဝင်ငါစာနေငါဖုန်းဆက်သေးရလားအဲ့လိုပုံစံမျိုးနော်အဲ့တော့ပထမဆုံးတစ်ချက်မတူညီတဲ့အချက်ကိုလောက်ရှိလို့ပြောပါဆိုလို့ရှိရင်ကန်းချိုင်ကတိုင်းပုတ်အနေနဲ့ subject တစ်ဖက်တစ်ချက်မှာနေလို့ရတယ်ကန်းကအဲ့လိုနေလို့မရကန်းတော့မှာ verb like ကိုလိုက်ပေးရတယ်အဲ့ဆိုနောက်တစ်ခုကပါလေကန်းကတဲ့ temporary verb ဖြစ်တယ်တဲ့ကန်းချိုင်ကတော့မဟုတ်ဘူးပေါ့နော်လောက်ရှိတော့အဲ့ဒါကြောင့်ဘယ်လိုပြောရလဲဆိုတော့အဲ့ဒါလည်းလောက်ရှိတော့ခုနလိုမျိုးမြင်သားမျိုးဆိုလို့ရှိကန်းချိုင်ကိုတိုင်းပုတ်လို့ပြောနော်ကန်းချိုင်ဆိုတာမင်ထန်းတို့ဘာတို့အဲ့လိုမျိုးတိုင်းပုတ်လို့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လောက်ရှိတော့နောက်တိုင်းတစ်ခုနဲ့ထပ်သွားတွဲလို့မရအောင်ရှန်ကရွက်ဆိုတာအချိန်တစ်ခုကိုပြောထားတာသိလားတင့်တော်တဲ့အချိန်တစ်ခုတေချာတဲ့အချိန်ပမာဏတစ်ခုသူထည့်ထားတယ်အဲ့လိုထည့်ထားပြီးဆိုကန်းချိုင်ကိုတွဲလို့မရတိုင်းပုံနှစ်ခုပြန်ရေးလို့မရအောင်လို့ရှိလို့နော်တိုင်းပုံနှစ်ခုဒီသွားပြီးတော့အဲ့လိုမျိုးကြီးတွားထည့်ပေးလိုက်လို့မရအောင်ဥပမာဘယ်လိုမျိုးလဲဆိုတော့လို့ရှိလို့မေထန်းနဲ့ရှန်ကရွက်နဲ့အဲ့လိုတွဲရေးလို့မရတယ်လို့ပဲမရှိတော့ကန်းချိုင်နဲ့ရှန်ကရွက်အဲ့လိုမျိုးအချိန်ပုံတစ်ခုတီးတန့်ပါနေအဲ့ကန်းချိုင်နဲ့သွားတွဲလို့မရဒါပေမဲ့ကန်းကကြတော့တွဲလို့ရကန်းကကြတော့ဗာလဲဆိုတော့လွန်ခဲ့တဲ့လကငါတို့စလက်ထက်ခါစားကသူကဒီကန်းကကြတိုင်းပုံအနေနဲ့သုံးတာမဟုတ်ဘူးအနောက်က verb ကိုသွားအထူးပြုတာလက်ထက်ခါစားကဆိုတဲ့အချိန်မျိုးအနေနဲ့အထူးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကန်းနဲ့ကအဲ့လိုမျိုးမှာတွဲလို့ရတယ်ကန်းချိုင်ကိုသွားပြီးတော့အဲ့လိုမျိုးတိကျတဲ့အချိန်ပုံတစ်ခုရှိရင်ကန်းချိုင်နဲ့သွားတွဲခွင့်မရှိဘူးအဲ့တော့正准备和我先生一起出去旅游အဲ့တော့ငါတို့လွန်ခဲ့တဲ့လကမှလက်ထပ်ထားတာပြောရအောင်လွန်ခဲ့တဲ့လကမှငါတို့လက်ထပ်ထားတာအခုတော့ငါတို့ဗာနဲ့ငါယောက်ျားနဲ့ငါခင်ပွန်းတဲ့နဲ့ခရီးထွက်ဖို့ပြင်ဆင်နေတယ်ပေါ့နော်ပြီးနောက်တစ်ခုကကြပါလေကန်းကဆိုလို့ရှိရင်နဲ့လောက်ရှိတော့ကန်းရဲ့နောက်မှာကအဲ့ဒါလည်းခုနအတိုင်းပါပဲလောက်ရှိတော့ကန်းရဲ့နောက်မှာကဒီလိုမျိုးပဲအချိန်ပုတ်တစ်ခုထည့်လို့ရတယ်ကန်းချိုင်မှာကျတော့အချိန်ပုတ်ဆိုတာ तू ကကြဘယ်လိုမျိုးဆိုတော့လောက်ရှိတော့တိုတောင်းတဲ့အချိန်ကာလတစ်ခုဥမာသူခုနလေးရမှာရောက်လာတာသူရောက်လာတာတက်အောင်မဲရှိသေးတယ်တက်အောင်မဲဆိုတာတိုတောင်းတဲ့အချိန်ကာလတခုဟုတ်တယ်မလားအဲ့လိုမျိုးဆိုလဲလောက်ရှိလို့ကန်းနေပဲတွေ့လို့ရတယ်ကန်းချိုင်နေတွေ့လို့ရအဲ့တော့ကန်းချိုင်ကိုမြင်တာပဲမဆိုကန်းချိုင်ကလောက်ရှိလို့တိုင်းပုတ်တီးတန့်တစ်ခုတက်ပါနေကန်းချိုင်သုံးလို့မရအောင်နော်
တိကျတဲ့အချိန်ပမာဏဒါမှမဟုတ်လည်းဒီတိုတောင်းတဲ့အချိန်ကာလတစ်ခုပြနေတဲ့အရာအဲ့လိုမျိုးတွေပါလာပြီဆိုကန်းချန်သုံးလို့မရှိဘူးကန်းချန်လုံးဝတိုင်းဖို့အတီးသက်အနေနဲ့သုံးမှရတယ်ပြီးရင်ကန်းချန်ကကြတော့ဒါပဲကန်းချန်ကကြတော့အနောက်မှာ negative လိုက်လို့ရတယ်ကန်းကြတော့အဲ့လို negative လိုက်လို့မရဘူးအဲ့တော့他为什么刚才不说现在才说ဒီခုနကတော့ဘာလို့မပြောရလဲအခုကြတော့မှဘာလို့ပြောရလဲအဲ့လိုမျိုးဆိုရင်လို့ရှိတော့ကန်းချိုင်နောက်မှာ negative လိုက်တယ်ကန်းနောက်မှာကျတော့ကန်းပူရှောဆိုပြီးမရှိဘူးเนาะကန်းချိုင်ပူရှောဆိုပြီးတော့ရှိအဲ့တော့လို့ရှိတော့အကုန်နှုတ်ပြန်ထုတ်လိုက်ရင်ကန်းနဲ့ကန်းချိုင်ရဲ့တူညီတဲ့ချက်ကတော့နှစ်ခုလုံးရဲ့အနောက်မှာ verb ကပ်ပြီးသုံးလို့ရတယ်เนาะမတူညီတာကကြတော့ကန်းချိုင်သုံးတဲ့နေရာတွေပြောပြမယ်เนาะကန်းချိုင်ကကြတော့လို့ရှိတော့ကန်းချိုင်ကတိုင်းပုတ်အနေနဲ့ subject တစ်ချက်တစ်ဖက်တစ်ချက်မှာနေခွင့်ရှိတယ်ပြောရတော့အရှိဆုံးထုတ်သုံးတဲ့ကန်းချိုင်ပြဿနာမရှိဘူးပြီးရင်ကန်းချိုင်ရဲ့နောက်မှာ negative လိုက်လို့ရတယ်အဲ့ဒါပဲကန်းချိုင်ရနော်ကန်းချိုင်ရဲ့နောက်မှာ negative လိုက်လို့ရတယ်ကျန်တာမရှိတော့နော်ပြီးရင်ကန်းကားကြတော့ဗာလေကန်းကားကြတော့လောက်ရှုတော့ကန်းကတိကျတဲ့အချိန်ပမာဏတွေပါနေကန်းနဲ့တွဲလို့ရတယ်ဒါပေမဲ့ကန်းနောက်မှာ negative လိုက်ခွင့်မရှိဘူးပြီးရင်ကန်းချိုင်လို့မျိုးရှေ့ဆုံးထုတ်ပြီးတော့လည်းသုံးလို့မရဘူးဒီမှာဆိုလောက်ရှုတော့အဲ့ဒါကိုကန်းသုံးလားကန်းချိုင်သုံးလားခွဲခိုင်းနေပေါ့နော်我妈妈我不能给妈妈打了个电话所以老师都悠နောက်မှာ是 verb တစ်ခုပေါ့နော်给妹妹ကိုဖုန်းခေါ်လိုက်အောင်ဆိုတဲ့妹妹ကငါ妹妹ကိုခုနကဖုန်းခေါ်ထားတာအဲ့လိုမျိုးဆိုလို့ရှိရင်老师တို့အလဲမှာသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကန်းချိုင်ပေါ့နှစ်ခုလုံးလိုက်လို့ရတယ်ပြီးရင်နောက်တစ်ခုကကျတော့ဗာလေ我昨天plan到有点累休息ဘာပါနေလဲ老师တိကျတဲ့အချိန်ကပမာဏတစ်ခုပါနေပြီဆို老师ဘာပြောထားလဲကန်းချိုင်လုံးဝသုံးလို့မရကန်းပဲသုံးလို့ရတယ်နော်ဒီမှာဆိုရင်老师မြင်တာ sentence တစ်ခုလုံးဘာသာမပြန်ပြတော့နော် hints လေးပြီးခဲ့မယ်ပူပါနေတယ်ဘာပဲသုံးလို့ရမှာလဲပြီးရင်နောက်တစ်ခုကကျ不好意思我太忙了没时间跟你说话ဒါဆိုလဲပါလေအရှိဆုံးကိုထုတ်ထားတယ်အဲ့ဆိုဘာပဲသုံးလို့ရမလဲပြီးရင်နောက်တစ်ခုကကြတော့ဗာလေ我plan搬来一个星期တိကျတဲ့အချိန်ပမာဏတစ်ခုပါနေတယ်ဘာပဲသုံးလို့ရမလဲ老师တို့ခွဲကြည့်ရင်လွယ်ပါတယ်เนาะအဲ့ဒါလေးပဲဒါတော့နောက်ဆုံး回答问题လေးနဲ့ဆုံးတက်လိုက်ရအောင်ပေါ့နော်看完1 2 3文正跟李健是怎么认识的？文正为什么喜欢李健呢？文正呢？李健話ဘလို့တိကျလဲ？文正ဘာလို့李健ကိုကြိုက်သွားတာလဲပေါ့နော်ပြီးရင်နောက်တစ်ခါကျ看完叫文正什么时候结婚？他跟李健认识多长时间了？文正和李健有哪些共同的愛好？文正ကဘယ်အချိန်မှလက်ထပ်မှလဲသူနဲ့李健ကတည်တာဘယ်လောက်ကြာပြီလဲပြီးရင်သူတို့နှစ်ယောက်မှာတူညီတဲ့ဝါသနာပါလဲ看完三个叫做吧来说老师说李老师和爱人的关系是怎么样？并高老师呢？政府和妻子两个人怎样才能好好的生活在一起？李老師呢သူရဲ့ချစ်ရတဲ့သူရဲ့ဆက်ဆံရေးဘယ်လိုနေလဲ高老師ကပြီးရင်ဇနီးတဲ့နဲ့ခင်ပွန်းကြားမှာဆိုလို့ရှင်ဘလို့မှတာဒီကောင်းမွန်တဲ့ဘဝတစ်ခုတည်ဆောက်နိုင်မှာလဲပေါ့နော်အဲ့ဒါလေးရှိပါတယ်ဟေးဟော老師တို့ဒီဟာလေးကိုစပြီးတော့လေ့လာကြည့်ပါပေါ့နော် HSK4 လေးကို老師လည်းဒီအရေးကြီးတဲ့အချက်လေးတော့ပြောလိုက်ပါတယ်ဆိုရင်老師ပြီးနောက်တစ်ပိုက်ဆက်ပြီးတော့သွားပြီးပြန်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်လေ့လာအားလုံးအဆင်ပြေကြပါစေရှင်